အားလုံးပဲမင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇလံကားများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူအကစော်ရေးသားတဲ့စုံထီကြီးဥပဒါနဲ့မြိုက်တာချန်ပီယံရှစ်ဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇလံလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသက်တွေတင်လာသိရှိစေဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းတောင်းဆိုကြပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။လောင်ကစားမှုနဲ့ကျုံတဲ့အကိုကြီးအိမ်ရှိမှာထိတ်တုံး3ရက်လောက်ခမ်းမိနေရပေါ့ဗျာ။ကျုပ်ကတော့ဘာမှမဖြစ်ပေမဲ့အကိုကြီးကတော့တော်တော်ကြေကွဲနေတာဗျ။ဘာဖြစ်လို့လဲဆိုတော့မကြီးကအိမ်ပေါ်ကဆင်းသွားလို့လေဗျာ။မကြီးကလည်းမမှားပါဘူး။အကိုကြီးလောင်ကစားထပ်လို့ရင်အိမ်ပေါ်ကဆင်းပြီးပြန်မပေါင်းတော့ဘူးဆိုပြီးတော့ဝမ်းနေပေးထားပြီးသားကိုဗျမှားတာကတော့အကိုကြီးပဲကျုပ်လည်းပါတာပေါ့ဗျာအမေကတော့ကျုပ်တို့ထမင်းတွေပါတွေလာကျွေးပါရယ်ဒါပေမဲ့အကိုကြီးကတော့မျက်နှာသေးကြီးနဲ့မုံမုံတေးတေးကြီးထိုင်လို့ဗျစားပါသားရဲ့အကိုကြီးကခေါင်းခပြီးတော့မစားချင်ပါဘူးအမေကထွေးညို့မရှိတော့ကျုပ်ဘလို့နေရမှာလဲဗျာလင်းနဲ့မရရှာနေသွားမို့လို့ပါသားကြီးရမင်းထိတ်တုံးကနေလွတ်တော့သူ့ကိုသွားပြန်ခေါ်ပေါ့အမေကပြောရင်းနဲ့ဒေါသထွက်လာတယ်ဒါနဲ့အိမ်ရှိမှထိုင်ရင်ရင်တွေတောက်နေတဲ့အဖေကိုမျက်စောင်းထိုးကြည့်ပြီးတော့ဒီလူကြီးကလည်းတမကို့သားသမီးအိမ်နောက်ကြီးအစင်မပြေဖြစ်နေရတာမှထိတ်တုံးကိုအမေရခတ်ထားရသေးတယ်အဖေကအမေကိုလှမ်းကြည့်ရင်းနဲ့မတန်းမင်းပြောတာငါကြားတယ်နော်ကွာဘာလဲမင်းကမင်းသားတွေအပြစ်လောက်တာကြတော့မမြင်မဲနဲ့ငါထိတ်တုံးခတ်တာကိုကြတော့အပြစ်မြင်ချင်နေရလားကွာအဖေကထားငေါက်တော့အမေကဘာမှပြန်မပြောပဲပါဇက်ကပွားစိလုံးနေတယ်အဖေကတော့သူ့အကွက်ထဲဝင်လာလို့အမေကိုဖိဟောက်ချင်တယ်ထင်မှဗျာဒီမှမတန်မင်းသားတွေထိတ်တုံးခတ်ခံရတာဘယ်သူလုပ်လို့လဲကွာဒင်းတို့ဘာသာအပြစ်လုပ်လို့ထိတ်တုံးခတ်ခံရတာမဟုတ်လားငါချွေးမအိမ်ပေါ်ကဆင်းသွားတာကလေသူ့အမားမဟုတ်ဘူးမင်းရဲ့သားအကြီးကောင်ကိုချွေးမလေးကတခါတည်းအပြက်ပြောထားပြီးသားနောက်တစ်ခါလောင်းကစားလုပ်ရင်အပြက်ပဲဆိုပြီးတော့ကျိမ်းမောင်းထားရဲ့နေဒီကောင်ကမနေနိုင်မထိုင်နိုင်ဖြစ်နေရမဟုတ်လားကွာခံစမ်းကွာခံစမ်းဒီတစ်ခေါက်တော့ဘလို့အကြောင်းပဲရှိရှိမင်းတို့9ရက်ပြည့်အောင်ထိတ်တုံးခတ်မဲကွာအဖေကဒေါနဲ့မောနဲ့ပြောပြီးတကြိတ်နေဗျဒီအချိန်ကာလာသားကောင်ကိုမြင့်ကခြံဝိုင်းလေးကိုအပြေးဝဝင်လာတယ်ဗျ။အော်တကြီးကအိမ်မကိုဗျ။ကျုပ်ဖြစ်တကြီးရွာလေးရှိမလားဆိုပြီးတော့ပတ်ရှာခဲ့သေးတာ။အေးဟေးအိမ်မပဲနေပြီးတော့ဟိုဒူးစရိုက်သားနှစ်ကောင်စောင့်နေရတယ်ဟာ။အဖေကပြောရင်ကျုပ်တို့ညီကိုမျက်စာပြစ်လိုက်သေးတယ်။ကိုမြင့်ကအဖေရှိမှဝင်ထန်လိုက်တော့အဖေကဒါနဲ့မှမြင့်မင်းအပြစ်တစ်ပိုင်းနဲ့ဘာဖြစ်လာပြန်တာလဲကွာ။မြိုင်တာဖလားပွဲရှေ့တစ်ပတ်တည်းစားတော့မယ်တဲ့ဗျဟေးမစောလုံးဘူးလားကွာဟုတ်တယ်တကြီးရေအရင်နှစ်ကနောက်ကျမှလောက်တော့မိုးမိပြီးတော့မိုးရဲလေတဲ့ကန်ရင်နဲ့ကမောက်ကမောက်တွေဖြစ်ကုန်တယ်မဟုတ်လားအဖေကခေါင်းညိတ်နေဗျအဲ့ဒါရွာအတွက်လက်ရွေးစင်ဘောလုံးတင်ဖွဲ့မလို့တကြီးစီမှာလာခွင့်တောင်းတာဖွဲ့ပေါ့ကွာဖွဲ့တာအရေးမကြီးဘူးတကြီးရဲ့ရွာရဲ့ဘောလုံးအတင်ကအတိတ်ကကစားသမား2ယောက်လို့နေလို့အဲ့ဒါကိုမြတ်ကျုပ်တို့ကိုလက်ညှိုးထိုးပြပြီးပြောတော့အဖေကတော်တော်လေးစဉ်းစားရကြက်တဲ့ပုံနဲ့စဉ်းစားနေတယ်။ကျုပ်တို့လည်းဒီလိုအခွင့်အရေးမှာလက်လွတ်ခံလို့ဘယ်ဖြစ်မလဲဗျ။ကျုံနဲ့အကိုကြီးလဲပင်လေးတွေထောင်ပြီးတော့အဖေကိုအားကိုးတကြီးနဲ့ကြည့်နေကြတာပေါ့။အဖေကတော့အမှန်တိုင်းပြောရရင်ကျုပ်တို့ကိုလွတ်ချင်ပုံမရဘူးဗျ။လောက်ပါတကြီးရဲ့ဒီတစ်ခါတော့ရွာအတွက်မို့တကြီးကိုပြောရတာပါ။မနစ်ကတမ်းမြင့်ရွာနဲ့4သိန်းအဆက်မှာရှုံးခဲ့တဲ့ရှုံးကျူကိုပြန်ဆက်ချင်လို့ပါဗျပြီးတော့ဒီနှစ်တော့ဖလားရအောင်ယူပြမယ်ဗျအဲ့ဒါတကြီးသားတို့လှုပ်ပေးပါဗျတကြီးကမကြည့်နဲ့ရင်ဘောလုံးပွဲပြီးတော့ပြန်ချုပ်ပေါ့မဟုတ်ဘူးလားနောက်ဆုံးတော့အဖေကခေါင်းကိုတဖြည်းဖြည်းချင်းညှိလိုက်တယ်ဗျကျုပ်တို့ညီကိုဆိုရင်ဝမ်းသာလုံးလို့လက်ခုပ်လက်ဝါးတွေထတီးမိတယ်အဖေကထိတ်တုံးကိုခတ်ထားတဲ့တော်တွဲယူလာပြီးတော့ကျုပ်တို့ရှိမှလာရက်ရင်ဟိုနကမင်းတို့ငါတိတ်ပြီးတော့လှုပ်ချင်လို့တော့မဟုတ်ဘူးဒါပေမဲ့မြိုင်တာဖလားတို့ရွာအတွက်ဂုံးကိုစောင့်နိုင်မှာမဟုတ်လို့သာ
လှုပ်ပေးလိုက်ရတာမင်းတို့မှာ6ရက်4ရက်ကြံသေးတယ်ဘောလုံးပြိုင်ပွဲပြီးရင်ဒီ6ရက်တွေကိုပြန်ခံရမယ်ကြားလားကျုပ်တို့လည်းခေါင်းကိုစက်ခနဲ့ညှိလိုက်တာပေါ့ဗျာအဖေကထိတ်တုံးအောင်ဖြုတ်ပြီးတော့ကျုပ်တို့လည်းဝမ်းသာအားရနဲ့မတ်တက်ထက်ရက်လိုက်ကြတယ်အကိုကြီးကပစိုးပြင်ဝင်ရင်းနဲ့ငါကတော့ဒီခွင်ရေးကိုစောင့်နေရကြပြီဟိမနစ်ကငါတို့ရှုံးတော့တမ်းမြစ်ရွာအကောင်တွေလွတ်ပြသွားတဲ့အခွက်တွေကိုခမည်းမှတ်မိရမဟုတ်လားကိုမြင့်တိတ်မှတ်မိတာပေါ့ကွာအဲ့ဒီတော့မိုးတာမရွာရင်ငါတို့နိုင်နေကွာခုနဲ့တော့ငါတို့တွေဒီကောင်တွေကိုရှုံးကြည့်ပြန်ဆက်ကြမယ်ဒါအပြင်မြိုင်တာဖလားကိုငါတို့ရွာရအောင်လို့ပြန်ယူပြမယ်ကွာကျုပ်လည်းဖေကိုကြည့်ရင်နဲ့ဟုတ်တယ်အဖေလက်ထက်မှာတော့မြိုင်တာဖလားကိုကျုပ်တို့ရွာကိုတဲလာနိုင်အောင်လို့စူးစမ်းမယ်အဖေအဖေလည်းစိတ်တက်ကြွသွားတယ်ထင်ပါရဲ့ဗျာအေးလောက်ကြစမ်းကွာဖလားတာရလို့ကတော့မင်းတို့ညီကိုထိတ်တုံးတန်ကနေလှုပ်ပေးမယ်အပြင်စုကြီးလည်းချမယ်ကွာကျုပ်လည်းအဖေကိုတေချာကြည့်လိုက်ပြီးတကယ်လားအဖေဂရိနော်အောင်မမင်းတို့ကောင်နေတာမြိုင်တာဖလားကိုရွာအောင်ရအောင်တဲလာခဲ့တယောက်ရင်မင်းတို့စိတ်တိုင်းစာဖြစ်စီရမယ်ကွာကိုမြင့်ကကျောက်တို့ကိုကြည့်ပြီးကဲဟဲ့ကောင်တွေပြန်ပွဲရရှေ့တစ်ပန်းဆိုတော့ငါတို့လေးချင်းဖို့လိုတယ်ကွာတမ်းမြင့်ရွာကကောက်နေဆိုပြီးခဲ့တဲ့လကလေးကကြိတ်ပြီးတော့ကျင့်နေရဆိုပဲကိုမြင့်ပြောပြရနဲ့ကျောက်တို့တွေအားလုံးကိုမြင့်နောက်ကိုလိုက်ခဲ့ကြတာပေါ့ဗျာဘောလုံးပွဲဆိုတာကအဲ့ဒီခေတ်ကတော့ကျောက်တို့နဲ့မစိမ့်တော့ဘူးဗျကျောက်တို့ငငယ်တုန်းကဆိုရင်ဘောလုံးကစားနည်းကနိုင်ခဲ့ကုံဆောင်ကစားနည်းတစ်ခုပဲလေဗျာအဲ့ဒီတုန်းကမြမလက်ရွေးစင်အသင်းကအာရှမှာနာမည်ကြီးပဲမဟုတ်လား1966 1980အာရှအားကစားပြိုင်ပွဲတွေမှာလေဘောလုံးကစားနည်းနဲ့ရွှေစိတ်ရတယ်မဟုတ်လားဒါတွေမကသေးဘူးအခုနောက်ပိုင်းစီးကိန်းလို့ခေါ်ကြတဲ့ကျွန်းဆွယ်အားကစားပြိုင်ပွဲတွေမှာလေ1965 69 69 81 83ခုနှစ်တွေမှာဘောလုံးအားကစားနဲ့ရွှေတစိတ်ချီပဲ9နှစ်ဆက်တိုက်ရခဲ့တာကိုဗျဒါအပြင်ကိုရီးယားဖလားပြိုင်ပွဲမှာလေ1981 82 83ခုနှစ်3နှစ်ဆက်တိုက်ဖလားရပြန်တာပဲကမ္ဘာဖလားခြေစစ်ပွဲတွေဘာတွေတောင်မှအောင်သေးတယ်ဗျ1982ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာလေအတန်ရှင်ဆုံးအသင်းစုရထားတယ်မဟုတ်လားတခြားနှစ်တွေမှာလေချန်ပီယံရွှေတစိမ့်မရရင်နောက်မှဒုတိယဆုတတိယဆုတွေရတတ်လို့အရိခေတ်ကိုမြမဘောလုံးလောကရဲ့ရွှေခေတ်လို့တင်စားကြတယ်မဟုတ်လားဗျာဒီလိုခေတ်မှာဘောလုံးကစားနည်းကရေပန်းစားတာတော့ပြောမနေပါနဲ့တော့နိုင်ငံတော်ကလည်းအစိုးရကကမကထလုပ်တဲ့ဒိုင်းလူပွဲဘောလုံးပြိုင်ပွဲတွေနောက်ပြီးတော့ကျေးရွာရက်ကွက်မြို့တွေအဆင့်ကိုထူကိုထလုပ်တဲ့ဘောလုံးပြိုင်ပွဲတွေလည်းအတော်များများရှိခဲ့တာပေါ့ဗျာဒီပြိုင်ပွဲတွေတဲ့ကျောက်တို့နယ်ဘက်မှာရှင်ပြိုင်မှုအမြင့်များဆုံးပွဲကိုပြောမယ်ဆိုရင်တော့မြိုင်တာဖလားပြိုင်ပွဲပဲဗျမြိုင်တာဖလားဆိုတာကတော့မြိုင်တာမြို့အနီးကကျေးရွာတွေအားလုံးကကိုစားပြုဘောလုံးအသင်းတွေဖွဲ့ပြီးတော့ကန်စားတဲ့ပွဲပေါ့ဗျာမြိုင်တာမြို့ပေါ်ကမျိုးမိမျိုးဖတွေနဲ့ဘောလုံးဝသနာရှင်တွေစုပေါင်းပြီးတော့ဖလားပြည့်မြောက်ရေးအတွက်တစ်နှစ်ပတ်လုံးအလှူခံကြရန်ပုံငွေရှာကြတာပေါ့ဗျာပြီးရင်တော့ဘောလုံးတွေဝယ်ကြတယ်ကျန်တဲ့ငွေတွေကိုတော့ငွေဖလားကြီးတစ်လုံးထဲမှာအပြည့်ထည့်ပြီးတော့စုချေးအဖြစ်ပေးတာပေါ့ဗျာဖလားရတဲ့ရွာတွေကတော့စုချေးလဲရသလိုမြိုင်တာဖလားရတယ်ဆိုပြီးဂုဏ်ယူကြတာပေါ့ဒီဖလားရဖို့လေလွယ်မှမလွယ်တာပဲဗျာမြိုင်တာမြို့ပတ်ဝန်းကျင်မှာရွာပေါင်း30လောက်ရှိတာကိုဗျဒီအထဲမှာပြိုင်ပွဲဝင်မပြိုင်တဲ့ရွာငယ်ကလေးတွေကိုဖယ်လိုက်ရင်အနည်းဆုံးတော့ရွာပေါင်း20 16ရွာလောက်ကဝင်ပြိုင်ကြတာမဟုတ်လားဗျရွာတွေအားလုံးကလည်းကိုယ့်ရွာဖလားရဖို့အတွက်ရေကုန်ရေကန်စူးစမ်းရှင်ပြိုင်ကြတာဆိုတော့အကျိတ်နေပေါ့ဗျာဒါတော့ဖလားရတဲ့ရွာကတော့တိတ်ပြီးတော့ဂုံတက်တာပေါ့ဘောလုံးပြိုင်ပွဲနိုင်ပြီးဖလားရတဲ့အထိမ်းအမှတ်အနေနဲ့အလှူတွေလောက်ကြစတိုးဒေတာတွေကြွေးကြနေတချို့ရွာဆိုရင်ပွဲတွေပါခင်းလိုက်သေးတယ်ဗျမြိုင်တာဖလားကျင်းပခဲ့တဲ့9နှစ်သက်တမ်းတစ်လျှောက်မှာကျုပ်တို့ရွာကတခါမှဖလားမရခဲ့ဘူးဗျဒါပေမဲ့မနစ်ကတော့စင်မီဖိုင်နယ်လို့ခေါ်တဲ့၄သင်းအဆင့်ထိရောက်ခဲ့တယ်ဗျ၄သင်းပြိုင်ပွဲမှာ
တမ်းမြင့်ရွာကဘောလုံးအသင်းနဲ့ဆုံတွေ့ခဲ့ကြတာပေါ့ဖြစ်စင်တော့အရီနီကမိုးရီတအားချပြီးဘောလုံးကကန်တဲ့နေရာကိုမရောက်တဲ့အချိန်မှာတမ်းမြင့်ရွာကကျုပ်တို့ရွာကိုဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပါပဲဗျာဂိုးပြတ်တာတောင်မှလေးကိုမရှိနဲ့ဂိုးပြတ်ခဲ့တာဆိုတော့တမ်းမြင့်ရွာကကောင်းတွေတိတ်ကိုဝင်သွားခဲ့တာကိုတွေ့ရင်ကျုပ်တို့ဖြစ်ရင်ထဲမခံခြင်းဖြစ်လာမိရဲ့ဗျရွာတွေကကာလာသားတွေစုစည်းပြီးတော့အသင်းဖွဲ့ကြတာပေါ့ဗျာဘောလုံးအသင်းက17ယောက်ဆိုပေမဲ့အရန်လိုအနေနဲ့နောက်ထပ်4-5ယောက်ထပ်ခေါ်ပြီး16ယောက်နီးပါးလောက်ဖွဲ့ရတာပေါ့အဲ့ဒီခေတ်တုန်းကတော့အသက်အရွယ်အကန့်အသတ်မထားပါဘူးဗျာကြည်ကြည်ငယ်ငယ်ရွယ်လက်လက်တက်လုံကောင်းပြီးတော့အမောခံနိုင်တယ်ပြေးနိုင်တယ်ဆိုရင်တော့ဘောလုံးသင်းထဲကိုပါရတာပါပဲဒီရက်ထဲကျုပ်ကထိတ်ဆုံးဟာပေါ့ဗျကျုပ်အပြေးဘလောက်ညံနေဆိုတာခင်ဗျားတို့လည်းသိမှာပေါ့ဗျာဘောလုံးသမားတွေစုပြီးဆိုတာကြားလိုက်တော့ရွာရရလူတွေအကောင်လုံးဝိုင်းအောင်လာကြတော့တာပဲဘောလုံးအသင်းနဲ့ပါရတဲ့လူဆိုတာတကယ်ကိုအားကောင်းမောင်းတဲ့ယောက်ျားတွေမဟုတ်လားဗျအရင်ဆုံးရွာလူတွေကဘောလုံးအသင်းနဲ့ကလူတွေကိုကြည့်ပြီးပါတဲ့မပါတဲ့ဆုံးဖြတ်ကြတယ်ဟဲ့မောင်ပရပိန်ညောင်ရိုးနေရပဲဟဲ့ပြီးတော့သူ့မှာပန်းနိုင်ရင်ချက်လည်းရှိသေးတယ်ဆိုတော့ပြေးနိုင်ပါမလားဟာမောင်ပယုံမခေါ်နဲ့ဟုတ်ပါဟိုဘက်ကဘိုက်ပူကလည်းဝါလိုက်တာအေးသူ့မှာပြေးဖို့မပြောနဲ့လမ်းလျှောက်ရင်တော့မောနေတာဆိုတော့ဘယ်လိုလုပ်ကန်နိုင်မှာလဲဒီလိုနဲ့ရွာလူတွေတရားတစ်ပေါင်းနဲ့ဟိုလူရွေးဒီလူရွေးလောက်ပြီးနေတစ်ပိုင်းလောက်အချိန်ကုန်သွားတော့ရွာရဲ့ဘောလုံးအဖွဲကတရွာလုံးကလက်ခံတဲ့သူတွေနဲ့ဖွဲ့ပြီးပြီပေါ့ဗျာကျုပ်တို့ရွာကတခြားချိန်သာမစည်းလုံးရင်နေမယ်ဒီလိုချိန်ကတော့စည်းလုံးနေဗျရွာလူတွေအကုန်လုံးရွာပြင်ကိုထွက်ပြီးတော့ချောင်းရုံးတွေကသဲတွေကိုပုံးတွေတောင်းတွေနဲ့တိုက်တယ်ကြတယ်ဗျပြီးတော့ရှာခင်းထဲကမြေညီတဲ့အကွက်တစ်ကွက်ကိုအဲ့ဒီသဲတွေနဲ့ဖို့ပါရောဗျာဒီအချိန်ရှာခင်းထဲမှာသဲတွေလည်းဖော်ပြီးပြီဆိုတော့ယာတွေကအားနေပြီမဟုတ်လားတဲဖုံးခံရတဲ့ယာခင်းပိုင်ရှင်ကလည်းအပြုံးမပြတ်ပါဘူးဗျသူ့ယာခင်းစိုက်လို့ရတာမရတာအသာထားအရေးကြီးတာကရွာကဖလားရဖို့ပဲမဟုတ်လားမတက်ကမိုးရင်ရောက်မှတဲတွေဖောက်ချမယ်ဆိုပြီးတော့သူကိုယ်တိုင်တော့တဲတွေဝင်တိုက်နေသေးတာပြီးတော့တဲတွေကိုရေထမ်းပုံးနေနဲ့ထမ်းပြီးတော့ရေလောင်ကြပါရောဗျာညနေဆောင်လောက်ဆိုရင်တော့ကျုပ်တို့ဖော်တုံးလေးချင်းမဲ့တဲခွင်းလေးကအသင်းဖြစ်သွားပြီပေါ့ဝက်လုံးနဲ့ဂိုးရိုင်လုပ်ပြီးတော့ဟိုဘက်ဒီဘက်မှာဂိုးရိုင်ထောင်းလိုက်ရင်တော့ပြီးပြီပေါ့ဗျာခမများတို့ကရွာပေါ်လုံးကင်းဆိုပြီးတော့အထင်တော့မသေးနေပြုတ်တောင်းကန်ဖို့အလံတွေဘာတွေတောင်လှုပ်ပြီးတော့ထောင်းထားသေးတာဗျအားလုံးပြီးပြီဆိုတော့ဘောလုံးလို့ပြီပေါ့ဗျာဘောလုံးဆိုတာကအဲ့ဒီခေတ်ကရွှေထက်ရှားတယ်ဗျမြို့ကြီးတွေပေါ်မှာပဲရောင်းတာမြိုင်တာမြို့ပေါ်မှာတော့မှဘောလုံးကဝယ်မရဘူးတချို့တွေကတော့ဘောလုံးဝယ်မရလို့အုံးရှိသည်ကန်တဲ့တူနဲ့အုံးသေးချောင်းနဲ့ကန်တဲ့လူနဲ့ပေါ့ဗျာကိုမြင့်ကဘောလုံးတစ်လုံးကင်ပြီးတော့ကွင်းထဲကိုဝင်လာတယ်ဗျဟာကိုမြင့်ဘောလုံးကဘလို့ရလာတာလဲဗျဘလို့ရမလဲကွမနေ့ကဘောလုံးပြိုင်ပွဲမှာကွဲသွားတဲ့ဘောလုံးကွဲယူအစိမ့်နဲ့ပေးဝယ်ခဲ့ပြီးတော့အထဲကိုအဝိစတွေထည့်ပြီးအချီနဲ့ပြန်ချုပ်ထားတာပေါ့ကွာဘောလုံးကရာဘာတရင်းနဲ့လှုပ်ထားတာဆိုတော့ချုပ်လို့ရတယ်ဗျကိုမြင့်ပေးတဲ့ဘောလုံးကလည်းမစိုးပါဘူးဗျအဝိစတွေထည့်ထားလို့တာမန်ဘောလုံးထက်4နေရာထက်ဆိုင်ရင်တော့ကန်လို့ပြုတ်လို့ကောင်းပါလေဒါနဲ့ကိုမြင့်ရဲ့ဘောလုံးကအလေးကြီးဗျအိုကွာလေးတာပိုကောင်းတာပေါ့ကွာလေးတာကိုအားစိုက်ကန်တာအကျင့်ဖြစ်သွားတော့မှဘောလုံးအပေါ်ကိုကန်တော့အားဖို့ရှိမယ်မဟုတ်လားကွာကျုပ်တို့လည်းဟုတ်မဟုတ်ကိုမြင့်စကားကိုခေါင်းငိမ့်လိုက်ကြတယ်မဟုတ်ရင်လည်းဘောလုံးကဒီတစ်လုံးနဲ့ရှိတာကိုဗျကျုပ်တို့ဘောလုံးစကန်ပြီဆိုတာနဲ့ကွင်းဘေးကိုရွာရဲကခလေးလူကြီးနဲ့မိမတွေပါမကြမ်းအကောင်ရောက်ချလာပြီးအားပေးတာပဲဗျာလူရွှေတုံးကလည်းတရွာလုံးပါတယ်လို့နီးပြကလည်းတရွာလုံးပဲဗျကျုပ်တို့ဘောလုံးကန်နေတာကိုဘေးကနေဝိုင်းကြည့်ပြီးဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဟိုလိုကန်ဒီလိုကန်နဲ့ကန်ဒီကိုဝိုင်းပြကြတာပေါ့ဗျာညနေလေးကျင့်ပြီးပြန်လာတော့အကိုကြီးကသူ့မိမရဲ့ဘက်ကိုတွားကြည့်သေးတယ်ဗျပြီးတော့ညနေကြီးဖြီးပြီးတော့ပြန်လာတယ်အကိုကြီးခုနကတော့တေးမလို့ရှုံးနေအခုတော့ပြန်ဖြည်းဖြည်းနဲ့ပါလားဗျ
ထွေးညူကငါ့ကိုပြောလိုက်တယ်ကွာတကယ်လို့ဘောလုံးပွဲမှာဖလားရလာခင်ငါနဲ့ပြန်ပေါင်းမေတယ်ကွာကျုပ်လည်းအကိုကြီးကိုကြည့်ပြီးတက်ပြင်းချလိုက်မိတော့တယ်ဘာပဲပြောပြောဒီနှစ်ဘောလုံးပြန်ပွဲရတခြားနှစ်တွေထက်ပိုပြီးစူးစမ်းရမယ်ပွဲပေါ့ဗျာတနေ့တော့ကျုပ်တို့လေးကျင်ပြီးလို့အမောပြေရေးတောက်နေတော့တမ်းမြင့်ရွာကကိုကျော်ဟိုရောက်လာတယ်ဗျကိုကျော်ဟိုကကျုပ်တို့ရွာသားဆိုပေမဲ့တမ်းမြင့်ရွာသူနဲ့အိမ်အောင်ကြပြီးတမ်းမြင့်ရွာသားတစ်ပိုင်းဖြစ်နေတဲ့သူပေါ့ဗျာကိုကျော်ဟိုကကျုပ်တို့အဖွဲ့နာကိုကတ်လာတယ်ကိုမြင့်ကကြည့်ပြီးဘာလဲကိုကျော်ဟိုကျုပ်တို့ဘာတွေလေးကျင့်နေတယ်ဆိုတာကိုခမ ्या ကိုစပိုင်လုပ်ဖို့အတွက်လွှတ်လိုက်တာလားဗျမဟုတ်ပါဘူးကွာငါကတမ်းမြင့်ရွာသူနဲ့ညားပြီမဲ့ဒီရွာသားပါကွာရွာကိုသစ္စာဖောက်ပါမလားအခုလဲမင်းတို့တခုသတင်းပေးချင်လို့လာခဲ့တာပဲကွာကျုပ်တို့လည်းကိုကျော်ဟိုအနားမှာဆွထိုင်လိုက်ကြတယ်မနေ့ကတမ်းမြင့်ရွာဖလားရှာတာရိုးရိုးတန်တန်ရတာမဟုတ်ဘူးလေကွာဟာဗျာရိုးရိုးတန်တန်မရလို့ဖင်ဘူးတော့ထောင်ပြီးတော့ရတာလားကိုကျော်ဟိုကမျက်နှာကိုရှောက်မဲ့ပြီးတော့မင်းတို့ကွာငါပြောတာကိုစိုးအောင်နားထောင်ကြစမ်းပါဦးကွာတမ်းမြင့်ရွာရိုးရိုးတတ်နိုင်တာမဟုတ်ဘဲနဲ့မကောင်းတဲ့အောင်လန်းပညာနဲ့လုပ်ပြီးနိုင်တာတယ်ကွာကျုပ်တို့လည်းအံ့ဩသွားကြတယ်ခမ ्या တကယ်ပြောရလားကိုကျော်ဟိုငါကမင်းတို့ကိုလိန်ပေါက်မလားကွာငါမိမနဲ့ရဲရွာတွေကမိမတွေအတင်းတုတ်ကြရင်နဲ့သူတို့ပြောတာကိုပြန်ကြတာကွာအရှိန်နဲ့တောင်းကတမ်းမြင့်ရွာနီးပြဆိုတဲ့အသားမမဲနဲ့ထွန်းတင်ကတမ်းမြင့်ရွာအောင်လန်းဆရာကြီးစီမှာတိုးလို့ခေါ်တဲ့အောင်လန်းတရေရုံငှားသွားတဲ့ကွာအဲ့ဒါအောင်လန်းနဲ့လောက်ထားလို့သူတို့ကငါတို့ကိုနိုင်တဲ့အပြင်မြို့ကန်မြိုက်တာဘောလုံးအသင်းကိုတော့အနိုင်ရပြီးတော့ဖလားရသွားတယ်မဟုတ်လားကွာကျုပ်တို့လည်းပြန်စဉ်းစားမိတယ်ဗျကိုမြတ်တတစ်ခေါက်ခေါက်နဲ့ခမ ्या ပြောတာဖြစ်နိုင်တယ်ကိုကျော်ဟိုရဟိုနှစ်ကအကြောင်းလေးပြန်တွေးလိုက်ရင်ကျုပ်တော့ရင်နာမိတယ်ဗျာကျုပ်တို့နဲ့ပွဲတော့ကလေအမှန်မထင်မိုးတွေရွာချလာပြီးတော့ကျုပ်တို့ကန်တဲ့ဘောလုံးကအရှိမရောက်ဖေးကျုပ်တို့ဘက်ကိုပဲလေးတိုက်ပြီးတော့ပြန်လွင့်လာတာမဟုတ်လားကိုမြင့်ပြောတာကိုအားလုံးကခေါင်းညစ်ပြီးတော့ထောက်ခံလိုက်ကြတယ်ဒါရင်မကသေးဘူးဘိုးလူပွဲကြတော့လေမြိုက်တာရှေ့တန်းတိုက်စစ်မိုးတွေကဂိုးကိုမသွင်းနိုင်ဘူးမဟုတ်လားဗျာနောက်ဆုံးပင်နယ်တီကန်တော့လေဘာထူးသေးလဲဗျဒီလောက်ဂိုးပေါက်ကျဲယူတော့မှတယောက်မှဝင်အောင်မကန်နိုင်တာထူးဆန်းစရာပဲဗျာခမ ्या ပြောမှပဲကျုပ်တောင်စဉ်းစားနေမိပြီပြုတ်ကိုကျော်ဟိုကအားရဝမ်းသာနေဟုတ်ပါတယ်ဆိုဗျာခမ ्या ကလေကျုပ်တောင်မှအဲ့ဒီသတင်းကြားပြီးတော့တော်တော်တောင်းလောက်သွားတာမဟုတ်လားဒါကြောင့်ခမ ्या တို့လာပြီးတော့သတင်းပေးတာပဲနေစမ်းမအောင်ကိုကျော်ဟိုရဲ့ကိုထွန်းတင်ကတမ်းမြင့်ရွာသူကြီးရဲ့သားမဟုတ်လားသူကဒီလိုအောက်တန်းကြတဲ့နီးကိုတုံးတာသူ့အဖေကမသိဘူးတဲ့လားကိုကျော်ဟိုကအကိုကြီးကိုမျက်မှောင်ကျုပ်ကြည့်ရင်းနဲ့တားမလားကွာဟဲ့ရောက်ရဘလို့နီးနဲ့နိုင်ဖလားရဖို့ကအဓိကမဟုတ်လားကွာငါတင်တော့ဒီအကြံအစီမှာတမ်းမြင့်ရွာသူကြီးကိုယ်တိုင်တောင်မှပါကျင်ပါနေမှာကွာဟာဗျာဒါဆိုရင်တော့ဒီကောင်တွေတော်တော်မတရားတာပဲဗျဘောလုံးအသင်းတွေကလူတွေကမကန်ချင်ဘူးပေါ့ဗျာအေးလေငါတို့ကရိုးရိုးသားသားပြန်ပြီမေဒီကောင်တွေကမရိုးသားပါလားကွာအဲ့ဒါပြောတာပေါ့ကွာအခုငါလာရတာကလေတမ်းမြင့်ရွာသားတွေကတခါအနိုင်ရဖို့တော့နိုင်တဲ့ရတာကိုသိနေပြီကွာအခုလေသူတို့အချင်းချင်းခေါင်းချင်းဆိုင်ပြီးတော့တိုင်ပင်နေကြတယ်ငါအထင်တော့ဒီကောင်တွေအောက်လန်းကြီးတွေမတုံဘူးလို့မပြောနိုင်ဘူးဟေ့အဲ့ဒါမင်းတို့လည်းသတိထားရအောင်လို့လာပြောထားတာကျေးဇူးတင်ပါတယ်ကိုကျော်ဟိုရဒီသတင်းကြပြီးကျုပ်တို့ဖြင့်4000မလေးကျင့်ချင်တော့ဘူးဗျာကျုပ်တို့အကောင်စိတ်ဓာတ်ကျသွားတာပေါ့ဒါပေမဲ့ဒီအချိန်ကျုပ်ကောင်းနေအကြံတစ်ခုရလိုက်တယ်ဗျဟာဟဲ့လူတွေကျုပ်မှာအကြံတစ်ခုရှိတယ်ဗျတသင်စလန်ကကျုပ်ကိုဝိုင်းကြည့်ကြတယ်ဒီကောင်တွေညစ်ပတ်တာကိုသိပြီဆိုတော့ဒီအတိုင်းညင်ခံနေစရာအကြောင်းမရှိဘူးဗျာဒီတော့ကျုပ်တို့လည်းဥပဒါယူကိုတွားခေါ်ရင်မကောင်းလားကာလာသားတွေအကုန်လုံးကဥပဒါနဲ့ခင်နေဆိုတော့ဒီအကြောင်းထောက်ခံကြတယ်ဒါပေမဲ့အလက်ကောင်ကဥပဒါကငါတို့နဲ့လိုက်ပါမလားကွာကျုပ်ခေါ်ရင်ရပါလေဗျာမပူနဲ့ကျုပ်ရအောင်ခေါ်ခဲ့မယ်ကျုပ်လည်းလမ်းမထောင်ပြီးတော့ကိုယ့်ရင်ဘက်ကိုပြန်ထိုးပြလိုက်တာပေါ့ဟာအလက်ကောင်မင်းကတော့လောက်တော့မယ်ကွာအကစားနည်းပဲကွာရိုးရိုးသားသားပြန်ကြပေါ့ဥပဒါကိုကျုပ်ပြောလိုက်တော့ဥပဒါက
အကြောက်ကညင်းနေဗျဥပဒါညင်းမယ်ဆိုတာကိုလေကျုပ်ကတွေးထားပြီးသားပါဒါနဲ့သူ့နာကပ်ပြီးတော့လောက်ပါဥပဒါရဒီပွဲကတိတ်အရေးကြီးတဲ့ပွဲမှုပါမင်းတို့ဘာသာဘာပွဲပဲဖြစ်ဖြစ်လေကွာအားကစားလို့ကစားပေါ်ကွာမကောင်းတဲ့နီလန်းတွေနဲ့ကလိန်ကကြစ်ကြပြီးအနာမယူခြင်းစမ်းပါနဲ့ကွာအိုဗျာကျုပ်ကလည်းဥပဒါကိုကလိန်ကကြစ်လောက်ခိုင်းတာမှမဟုတ်ပါဘူးဗျတကယ်လို့တစ်ဖက်ပြိုင်ဘက်ကကလိန်ကကြစ်လောက်လာခဲ့ရင်ဥပဒါကနည်းနည်းတားဆီးပြီးဖို့ပြောတာပါမနစ်ကလည်းတဲမြင့်ရွာလူတွေကတိုးဆိုလာခေါ်ရဲတရေရုပ်စီရင်ပြီးတော့အောက်လန်းနေနဲ့ဘိုးပွဲနိုင်အောင်လုပ်တယ်ဆိုပဲဗျဥပဒါနည်းနည်းတော့စဉ်းစားသွားတယ်ဒီလိုဖြစ်နေရင်ဥပဒါတယောက်ကြောက်ပြောတာကိုလက်ခံဖို့ရာဂိုင်တော့များနေပြီမဲ့ကြောက်တည်ပါရီဒါနဲ့အနားကိုထက်ကပ်ပြီးတော့လှုပ်ဆမ်းမှာဥပဒါရပြိုင်တာကျုပ်တို့ဘာသာအာတုံခွန်ဆိုင်ပြိုင်မှမေဒါပေမဲ့ကလိန်ကြတာကိုတော့လက်မခံနိုင်လို့ပါပြီးတော့ရွာအတွက်ပဲဥပဒါရဖလားရတော့ကျုပ်တို့ရွာလေးဂုံတက်တယ်မဟုတ်လားအေးပါငါလိုက်ခဲ့ပါမယ်ဒါပေမဲ့ငါဟာအသက်ကြီးနေပြီမင်းတို့အတင်းနဲ့ကိုဘယ်လိုလိုက်ရမှာလဲကွာကျုပ်ကိုမြင့်နဲ့ပြောပြီးသားပါဗျကိုမြင့်ကဥပဒါကိုနီးပြခတ်မယ်လေဗျဒါမှဥပဒါလေးကွင်းနဲ့လိုက်လို့ရမယ်မဟုတ်လားကြည့်လေလုံးတော့အလက်ကောင်ရငါ့ဘောလုံးအောင်မှကောင်းကန်တက်တာမဟုတ်ဘူးဘလို့လို့နီးပြလောက်ရမလဲကျုပ်တို့ကကန်တက်ပြီးသားပါဗျာဥပဒါကကွင်းပေးရနေဟိုကြည့်ဒီကြည့်လှုပ်ပေးရုံပဲနောက်ဆုံးတော့ဥပဒါကခေါင်းညိသွားတယ်ဗျကျုပ်လေပျော်လိုက်တာပြောမနေပါနဲ့တော့ဗျာဘောလုံးပွဲအတွက်မနှက်ပြန်မြို့ကိုတက်ရမယ်ဆိုတော့ဘောလုံးကန်တဲ့အတင်းသားတွေကိုရွာထိပ်ကဦးတရုတ်ကြီးကသူ့အရက်ဆိုင်မှာအကြိုဂုံပြုတ်ပြီးဧကန်နေဗျကျုပ်တို့လည်းသွားစားရတာပေါ့ဗျာဝတ်သားတွေအမဲသားတွေနဲ့ရှယ်ချက်ကျွေးတာဗျဦးတရုတ်ကြီးဟင်းတွေကစားကောင်းပါလေဒါပေမဲ့အတောင်လေးပါတော့ပိုကောင်းတာပေါ့ဗျတော်စံဘောလုံးတော်မကန်ရသေးတောက်ချင်နေသေးတယ်မင်းတို့အခုချိန်တောက်ပြီးတော့အရက်နာကြလို့မနှက်ပြန်ခြေစမ်းပွဲမှာမပြေးနိုင်မယ်ဖြစ်နေပါဦးမေကွာကဲကောင်းကောင်းစားကြတောက်ကြကွာပြီးရင်တော့အဲ့ဒီမြိုက်တာဖလားကိုတို့ရွာတော့တဲခဲကြစမ်းပါကွာမပူပါနဲ့ဦးတရုတ်ကြီးကကျုပ်တို့တဲခဲရင်သာဦးတရုတ်ကြီးဆုချဖို့အတွက်ပြင်ထားမင်းတို့သာဖလားပါလာလို့ကတော့အရိညာငါကိုယ်တိုင်ဝက်ကောင်လုံးကင်ကျွေးပြီးတော့အရက်လေအကြိုက်တော့အမှုအပြဲတောက်ကြစမ်းကွာကျုပ်တို့လည်းရီမောပြီးတော့ဦးတရုတ်ကြီးကျွေးတဲ့ထမင်းတွေကိုမြေရီရှက်ရည်နဲ့စားခဲ့ကြတာပေါ့ဗျာမနက်ဖြန်မနက်စောစောမြိုင်သားကိုတက်ပြီးတော့ညနေ3 နာရီလောက်ကျတော့ပထမဆုံးပွဲစဉ်အဖြစ်ထောက်ရှာရွာနဲ့ကျုပ်တို့ရွာနဲ့ကန်ရမှာမဟုတ်လားစားတော့ပြီးပြန်လာတော့အမေကကြောက်ပြောက်ပကံကြီးနဲ့အိမ်ကနေစောင့်နေတယ်ဗျာအမေကြောက်ရီဘာလုပ်တာလဲဗျနင်တို့စားဖို့လေဟာဗျာဦးတယောက်ကြီးစီမှာစားလာခဲ့ပြီမစားနိုင်တော့ပါဘူးဗျာဟဲ့အလက်ကရှာမရှိနဲ့ရော့နင်တို့နှစ်ယောက်တယောက်ကိုကြောက်ပြက်9 လုံးစီတထိုင်နဲ့ကောင်းအောင်စားကြစမ်းအကိုကြီးလည်းမျက်လုံးပြူသွားတယ်ဗျာ9 လုံးတောင်လားအမေရအေးလေငါတမ်းမြစ်ရွာငါအမျိုးကိုမေးကြည့်တော့သူ့သားဘောလုံးသမားကိုဘောလုံးမကန်ခင်ညမှာကြောက်ပြက်9 လုံးကျွေးထားတယ်ပြောတယ်အဲ့ဒီလိုစားရင်အမောခံနိုင်ပြီးတက်လုံကောင်းနေဆိုလားပဲနင်တို့ညင်းမနေကြနဲ့တော့ကို့ရွာအတွက်လို့စဉ်းစားပြီးတော့ဟောဒီကြောက်ရီကောင်းအောင်စားစမ်းဘယ်စားနိုင်မှာလဲအမေရထားလိုက်ပါမနှက်ပြန်ပွဲမစခင်စားလိုက်မယ်ဗျာမနှက်ပြန်အတွက်က9 လုံးစီပြုတ်ထားပြီးသားဒါကဒီနေ့စားကြစမ်းနင်တို့မစားရင်တော့ငါနဲ့တွေ့မယ်နော်ကျုံနဲ့အကိုကြီးလည်းကြောက်ပြောက်9 လုံးကိုစားနဲ့တို့ပြီးစားကြတာပေါ့ဗျာခဏကလေးဦးတရုတ်ကြီးဆိုင်မှာဘိုင်အပြည့်စားခဲ့တာဆိုတော့ဘယ်စားနိုင်မှာလဲဗျဒါပေမဲ့အမေကြောင့်လို့ပါဇက်ထဲကိုထိုးထည့်ရတာတော်သေးတာကျဲဥရီကအိမ်ကျဲဥရီဆိုတော့တိတ်အလုံးမကြီးပဲတေးသေးလေးမို့တော်သေးတယ်ဗျာ9 လုံးစလုံးကုန်သွားလို့အမေမိဖို့ကြောင့်လည်းဝင်သွားတာနဲ့ကျုပ်တို့ညီကိုအိမ်ချရင်ကိုပြေးဆင်းခဲ့ပြီးတော့ပါဇက်ထဲကကျဲဥရီကိုထိုးဟန်ကြရတယ်ပြီးတော့မှခက်တီတီနဲ့အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်မင်းတို့ဥပဒါကြီးကိုနေပြခန့်နေဆိုကွာအဖေကကျုပ်တို့ကိုမေးတယ်အဖေဆိုလိုချင်တဲ့စကားကိုကြုံနားလေပါရဲ့ဗျာဥပဒါဆုံးမဟုတ်လားဗျဘောလုံးအကြောင်းနှကန်းတစ်လုံးမှမသိတဲ့သူကိုနေပြခန့်နေဆိုကြရ
ကျုပ်တို့မဟုတ်တာတခုခုကြံ့နေပြီလို့သိပုံရတယ်ဗျကျုပ်တို့ပြင်လန့်သွားတာပဲဗျာအဖေကတော့ခေါင်းတငိမ့်ငိမ့်နဲ့အင်းလေမင်းတို့ကောင်းမယ်ထင်လို့လောက်ကြတာပဲငါဝေမစွတ်ဖတ်ပါဘူးအဖေစကားရတော့အဖေကဖလားရရည်တာအတိတ်ကဆိုပြီးဆိုလိုတဲ့ပုံပါပဲဗျာကျုပ်တို့လည်းအရိညာကအဲ့ရစောစောဝင်ခဲ့ပြီးအိတ်ခဲကြတာပေါ့မနက်လင်းတော့လဲရီကအတင်းဖြစ်နေပြီဗျလဲငါစီနဲ့ဘောလုံးသိမ်းကိုတင်ခေါ်သွားမှာအဖေနဲ့ရွာလူကြီးတချို့လည်းလိုက်ခဲ့တာပေါ့ဗျာဒါရမှရွာလုံးကျော်လိုက်ချင်သေးတာဗျအခုပွဲတွေကတိတ်အရေးမကြီးတဲ့ပွဲမဟုတ်အလုပ်ပြတ်ခံပြီးတော့မလိုက်ကြတာကျုပ်တို့တွေရွာတွေကနေလှည့်နေထွက်တော့ရွာသားတွေကလမ်းဘေးကနေကျုပ်တို့ကိုလက်ပြနှုတ်ဆက်ကြတယ်ဗျဒီအချိန်ကကျုပ်တို့အတွက်ညနေပန်းလှဆောင်အချိန်ပေါ့ဗျာဖလားရမလားဆိုပြီးတော့ရွာကန်တွေကအာကိုတကြီးနဲ့ကျုပ်တို့ကိုကြီးကြတဲ့အချိန်ပေါ့ကျုပ်တို့လည်းခါမဲ့ရင်ကော့ပြီးတော့ညနေသားတိတိနဲ့မသိရင်စစ်ထွက်သူရဲကောင်းကြီးတွေလိုညနေပြီးနဲ့ထွက်ခဲ့ကြတာပေါ့တို့ပြောရရင်တော့အဲ့ဒီနေ့ကကျုပ်တို့နိုင်ခဲ့ပါလေဗျာဥပဒါတော်ဘာမှမလုပ်ပေးရပါဘူးတောက်ရှာရွာအတင်းကိုငါးကိုတကူနဲ့နိုင်ခဲ့တော့ပွဲဥထွက်လှတယ်ပေါ့ဗျာညိုင်သားအဖေနဲ့တည်တဲ့လူတွေအိမ်မှာအုပ်စုလိုက်ကြီးတဲခုကြတာပေါ့တဲတဲ့အိမ်တွေမလောက်လို့သုံးလေးအိမ်လောက်ခွဲပြီးတော့တဲကြရတယ်အုပ်စုဆင်နိုင်နေဆိုပေမဲ့လေအဖေနဲ့ရွာလူကြီးတွေကတော့ညနာတွေပြုံးလို့ပေါ့ဗျာတိုင်ပွဲဝင်16တင်ရတရက်ကိုမနက်တပွဲညနေတပွဲကန်တာဆိုတော့၄ရက်လောက်နေတော့16တင်အုပ်စုအဆင့်ပြီးသွားပါရောဗျာညိုင်သားမြို့ပေါ်မှာလေလူတွေစီကားလို့ဗျရွာတွေကကိုအတင်းကိုအားပေးဖို့ရောက်လာကြတဲ့သူတွေမနှဲပါဘူးဗျာတချို့အတင်းတွေကရှုံးသွားလို့ပြန်သွားကြပေမဲ့တချို့အတင်းကတော့ရှုံးသွားပေမဲ့လေနောက်ပွဲတွေဆက်အားပေးဖို့နေခဲ့တာဆိုတော့လူကတဖြည်းဖြည်းများတဲ့ထက်များလို့လာတယ်ဗျကျန်တဲ့ရှစ်တင်းကိုနှစ်တင်းစီစိုင်းတွဲတွေတွဲပေးပြီးကန်နေဗျအဲ့ဒီရှစ်တင်းနေရာမှာ၄တင်းပဲကြံခဲ့တာပေါ့ဗျာအဲ့ဒီ၄တင်းကတော့မြို့ခံမြိုက်သားအတင်းရဲ့တမ်းမြရွာအတင်းကျုပ်တို့ဇီးကုန်းရွာအတင်းနဲ့နိဗ္ဗာန်ရွာအတင်း၄တင်းပဲကြံခဲ့တော့တယ်ကျန်တဲ့၄တင်းကတော့စင်မီဖိုင်နေပြန်ရမှာပေါ့ဗျာအဲ့ဒီတရားမှာနိုင်တဲ့နှစ်တင်းကတော့နောက်ဆုံးဘိုလ်လူပွဲကိုကန်ရမှာပေါ့ကန်ရမယ့်အတင်းတွေကိုမဲနိုင်ရွေးချယ်တော့ကျုပ်တို့ရွာနဲ့နိဗ္ဗာန်ရွာအတင်းနဲ့တပွဲကြတယ်ဗျတမ်းမြရွာနဲ့မြို့ခံမြိုက်သားအတင်းနဲ့တပွဲပေါ့ဗျာဒီလိုနဲ့အစင်အလာရှိတဲ့ကျုပ်တို့အတင်းကနိဗ္ဗာန်ရွာအတင်းနဲ့တွေ့ပြီပေါ့ရွာလူတွေကလည်းမြိုင်သားကိုလှဲတွေနဲ့လာကြည့်တာဆိုတော့ပွဲရမြိုင်တာပေါ့ဗျာနိဗ္ဗာန်ရွာအတင်းမှာတော့ဂျိုးတူးတို့တော့မတွေ့ပါဘူးဗျာအဲ့ဒီနေ့ကကျုပ်တို့တွေတွန်းတွန်းတိုက်တိုက်ကံပေးမဲ့ပထမပိုင်းပြီးတဲ့အထိဂိုးမသွင်းနိုင်ပဲဖြစ်နေတယ်ဗျနိဗ္ဗာန်ရွာအတင်းကတော့ကျုပ်တို့နှစ်ကိုးတောင်တွင်းထားတာဆိုတော့ကျုပ်တို့လည်းတော်တော်စိတ်ဓာတ်ကျနေပြီပေါ့ဗျာစိတ်ဓာတ်ကျရင်လည်းကြားကျင်စရာပဲဗျဒီနေ့ကျမှကျုပ်တို့အတင်းဘလို့ဖြစ်တယ်မသိပါဘူးဗျာအချိန်ဆက်တွေလည်းပြတ်နေတယ်အလေတန်းကလူကအရှိတန်းမှာလူရှိရထင်ပြီးတော့ကန်တင်ပေးလိုက်ခါမှဂိုးသမားစီကိုတက်တက်ရောက်သွားတယ်ဗျဟာကိုမြင့်ခမရဘာဖြစ်လို့အရှိကိုတက်တက်ကန်ထိတ်လိုက်ရတာလေဗျအေးကွာငါလည်းအရှိကိုလှမ်းကြည့်လိုက်တော့မင်းကိုယူတွေ့ရနဲ့ကန်တင်ပေးလိုက်တာကွာနောက်ပြန်ကြည့်တော့မင်းကိုယူမတွေ့တော့ဘူးဟာဗျာအကိုကြီးကကွဲလေနားမှလေဗျာပြီးတော့တချီကြတော့လေကျုပ်လေအလေတန်းကနေဘောလုံးကိုဆွဲယူလာပြီးအကိုကြီးကိုလှမ်းပေးလိုက်တယ်အကိုကြီးကအတင်းပြေးဆွဲသွားတော့နိဗ္ဗာန်ရွာအတင်းရဲ့နောက်တန်းပေါက်သွားတယ်ဗျအကိုကြီးကဆွဲပြင်းရင်ပင်နတီဧရိယာထဲရောက်တော့ဂိုးသမားနဲ့နှစ်ယောက်တည်းတွေ့တာဗျဂိုးသမားကလည်းဖမ်းကျင်စောနဲ့ပြေးလိုက်တော့ချော်လဲသွားတယ်ဗျဂိုးပေါက်ကြီးကတကယ်ကိုအလွတ်ကြီးဖြစ်သွားတော့တာဗျအကိုကြီးကန်လိုက်တော့တွန်းလိုက်တော့အကိုကြီးလည်းဘောလုံးကိုအားနေကြုံပြီးကန်ထည့်လိုက်တာပဲဗျဒါပေမဲ့ဖြစ်ချင်တော့ဘောလုံးကရှေ့တက်တက်မထွက်ပဲဒီနာကိုချော့ထွက်သွားပြီးတော့ဂိုးတိုင်ပြရနေဖြတ်ပြီးဂိုးလုံးပေါ်ဖြစ်သွားပါရောကျုပ်တို့လည်းအကိုကြီးကိုဝိုင်းပြီးတော့အပြစ်တင်တာပေါ့အကိုကြီးကခေါင်းတက်ခါခါနဲ့မဟုတ်ဘူးကွာငါကန်တော့ကန်လိုက်တာပဲဘောလုံးကလိုရမရောက်ဖေးနဲ့ချော်ထွက်သွားတာကွာကျုပ်တို့ဂိုးပေးလိုက်ရတာကိုလည်းကြည့်အောင်ဗျာနိဗ္ဗာန်ရွာကန်ရင်ဂိုးလုံးပေါ်ဖြစ်သွားတော့
ကျုပ်တို့ကိုသမားဖမ်းပြီးနောက်တန်းလူစီကိုလှမ်းပေးပါရောဗျာဖြစ်ချင်တော့ကိုသမားပေးလိုက်တဲ့လူကတစ်ဖက်အသင်းကရှီတန်းကစားသမားဖြစ်နေရဲ့ဗျာဟိုလူကကိုသမားတတိမမို့ခင်ဂျိုင်းကနေပြေးလာပြီးကန်ထစ်လိုက်တော့ဂိုးထဲကိုတန်းဝင်သွားပါရောကိုသမားလေးယူကျုံမရဖြစ်နေရဲ့ဗျာသူပြောတာကတော့အဲ့ဒီလူကိုကျုပ်တို့အသင်းကလူလို့မြင်ပြီးကန်ပေးလိုက်တာဆိုပဲဒါနဲ့ပထမပိုင်းကတော့ဥပဒါကကျုပ်ကိုရှီလာတိုက်ရင်းနဲ့နိဗ္ဗာန်ရွာကတော့ထုံးစံတိုင်းပဲဟိဘာလဲဗျမဟုတ်မှလွယ်ရောစောင်းပညာတွေတုံးထားလို့လားတိတ်တည်ချတာပေါ့ကွာသူတို့ကစားသမားတွေရဲ့လက်ကဝက်မှာအဆောင်တွေဝတ်ထားတယ်ကွာအဲ့ဒီအဆောင်တွေကြောင့်သူတို့တွေကတာမန်ထက်ပို့ပြီးတော့အမောခံတက်လုံကောင်းနေရဟာဗျာဒါဆိုဥပဒါတခုခုလုပ်ပြီးလို့မရအောင်လားဥပဒါကသူ့ကွန်အိတ်ကိုယူလိုက်ပြီးတော့ကွန်တစ်တွေကို10စိတ်15စိတ်လောက်ယူလိုက်ပြီးတော့ပဇာနာကပ်ပြီးမန်းမုတ်လိုက်တယ်ဗျပြီးတော့ကျုပ်ကိုကွန်သူစိတ်တွေပေးပြီးတော့ရှော့အဲ့ဒီကွန်သူစိတ်တွေတယောက်တစ်စိတ်စီငုံပြီးတော့ဒါကန်ဆန့်ကွာဒီကောင်ကြီးအဆောင်ချက်တွေပြည့်အောင်လို့ငါလုပ်ပေးထားတယ်ကျုပ်လေဥပဒါပြောတဲ့အတိုင်းကွန်သူစိတ်တွေကိုပါဇက်ထဲငုံပြီးတော့ကွင်းထဲကိုပြန်ဝင်လာခဲ့ကြတယ်ဗျဒုတိယပိုင်းမှာတော့ကျုပ်တို့လောက်ရကန်ရကောင်းလာတယ်ဗျဒုတိယပိုင်းမှာရင်မေကျုပ်တို့အသင်းလေးကိုသွင်းနိုင်ခဲ့ပြီးတော့နိဗ္ဗာန်ရွာအသင်းကိုအနိုင်ရခဲ့ပါရောဗျာနိဗ္ဗာန်ရွာအသင်းကကစားသမားတွေတောင်မှကျုပ်တို့ကိုမကျေနပ်ဘူးဗျသူတို့အနိုင်ရပြီလို့အပိုင်တွက်ထားတဲ့ပုံပဲကျုပ်တို့လည်းပြောလိုက်တာမှလွန်ပါရော့ဗျာဒီအတိုင်းဆိုရင်ဖိုင်နယ်ပိုလိုပွဲကိုကျုပ်တို့တက်ခွင့်ရပြီလေဗျာပွဲပြီးလို့ဒိုင်လူကြီးကခရမှုတ်လိုက်တာနဲ့ကျုပ်တို့လည်းရွာကလာအားပေးတဲ့လူအုပ်ထဲကိုပြေးပြီးတော့ခုံပေါက်ကြတာပေါ့အမေဆိုရင်လည်းပျော်လို့ဗျအဖေမျက်နှာကြီးကဖြင်းနေတာတော့ပြောမနေပါနဲ့ဗျာပါဇက်ကနှစ်ရွက်တက်ချိတ်ထားသလားမှတ်ရတယ်ဗျအမေကျုပ်မကြီးကသူ့သမီးနဲ့လာအားပေးတယ်ဗျအကိုကြီးကသူ့အနာရောက်တော့တမယာရည်တွေဘာတွေတိုက်ပြီးနှစ်ဖူးကချိုးတွေကိုတောင်တုတ်ပြီးနေလေရဲ့ဘာပဲပြောပြောအကိုကြီးတို့လည်းများအဆင်ပြေနေရမြင်တော့ကျုပ်ဝမ်းသာမိပါတယ်အဖေဘောလူပွဲရောက်ပြီဗျဘောလူပွဲနိုင်ရင်ဟောဟိုဟာစုဖလားကြီးကိုကျုပ်တို့ရပြီအေးရအောင်တော့ယူခဲ့စက်ကွာဖလားရှာလို့ကတော့နိုင်တဲ့အထိမ်းမှန်နေနဲ့ရွာမှာအလှလုပ်ပြစ်မဲကွာအဖေကကြွေးကြော်နေသေးတယ်ဗျာကျုပ်တို့ကံပြီးညနေမှာပဲတန်းမြင့်ရွာနဲ့ညိုင်တာမြို့ကန်အတင်းနဲ့ကန်ကြပါရောဗျာအဲ့ဒီပွဲကလည်းတိတ်ပြီးတော့ကြည့်လို့ကောင်းတာဗျညိုင်တာအတင်းရဲ့နီးပြအရင်တော့တိုင်းနဲ့ပြည်နယ်အဆင့်ထိကန်ခဲ့ပို့တဲ့ဘောလုံးသမားဟောင်းဆိုပဲဗျလက်ရှိပြိုင်ပွဲတစ်လျှောက်လေးညိုင်တာအတင်းကစားပုံကစားနေအတော်ဆုံးပဲဗျအခြေဆက်ဆိုရင်လည်းသူတို့ကအကောင်းဆုံးပဲသူတို့နဲ့ရှင်ပြိုင်ကစားတဲ့အသင်းတွေဆိုရင်သူတို့ကအယူလောက်ထားနိုင်တာဗျဘောလုံးကသူတို့အသင်းသားတွေ6လောက်ထဲမှာချိပဲဗျကျုပ်တို့လည်းရေမိုးချိုထမင်းစားပြီးတော့ညိုင်တာပွဲကြည့်ဖို့ဘောလုံးကွင်းကိုလာခဲ့တာပေါ့ဗျာအဲ့ဒီနေ့ကဘောလုံးကွင်းကထူးထူးဆန်းဆန်းပွဲကြည့်ပရိသတ်တွေနဲ့လူပြည့်နေတယ်ဗျဘောလုံးကွင်းပတ်လည်မှာလေဈေးဆိုင်တန်းတွေခေါင်းရွက်ပြတ်ထိုးဈေးသက်တွေနဲ့စေကားနေရပဲညိုင်တာတစ်မျိုးလုံးကမျိုးလုံးကျော်လာအားပေးရလို့တော့ထင်ရတယ်ဗျကျုပ်တို့လည်းကွင်းထဲဝင်မဲ့ပြင်တော့ကိုကျော်ဟိုကကျောက်ဘီးနားကိုရောက်လာတယ်ပြီးတော့ဟိုတီတီကြည့်ရင်လည်းအလက်ကောင်မင်းနဲ့စကားခဏပြောချင်နေကိုကျော်ဟိုကတခုခုကိုတီထားတဲ့ရုံးဆိုတော့ကျုပ်လည်းသူ့ခေါ်ရအနောက်ကိုလိုက်လာခဲ့ရတယ်ကွင်းနဲ့ခက်လန်းလန်းကအကြော်တဲလေးတစ်ခုတည်းဝင်ထိုင်လိုက်ကြပြီးတော့ကိုကျော်ဟိုကဘေးဘီကိုကြည့်နေတယ်ဗျစိတ်ချပါကိုကျော်ဟိုရဲ့တမ်းမြင့်ရွာပရိသတ်တွေအခုချိန်လောက်ဆိုရင်ကွင်းထဲကိုရောက်နေလောက်ကြပါပြီအေးကွာငါလည်းပြောမလို့ကိုရေတမမပဲကွာဘာထိုးလို့လဲဗျထိုးတယ်ကွာတမ်းမြင့်ရွာအသေးနီးပြသူတို့ရွာမဟုတ်ဘူးကွာသူများပြောတာတော့တောင်ညိုရွာဘက်ကပညာတဲ့အဖိုးကြီးတယ်ကွာဗျာအေးဒါရင်ဘဲကမလဲအခုပွဲလေသူတို့နိုင်မှာပဲတဲ့ကွာနောက်ပြီးတော့သူတို့ကလည်းအစီအရင်တွေလောက်ဖို့ကြံထားကြတယ်တကယ်လို့တမ်းမြင့်ရွာသားနိုင်ရင်တို့ရွာနဲ့ဘိုးလူပွဲမှာတွေ့ပြီမဟုတ်လားဘယ်လိုအစီအရင်လောက်ထားတာလဲဗျဒီလိုကွာဟိုတနေ့ကလက်ဖေးဆိုင်ထိုင်ရင်းနဲ့ဒီကောင်တွေပြောတာကတော့တို့ရွာနဲ့မပြန်ခင်ဘိုးလူပွဲမစခင်ညမှာသူတို့ကဘောလုံးကွင်းဆောင်ကိုလက်ထိုးပြီးတော့
ကွင်းထဲကိုညာဘက်ဝင်မယ်တဲ့ကွ။ကျုပ်လည်းမျက်မှောင်ကျုံလိုက်မိတယ်။ကွင်းထဲဝင်ပြီးတော့ဘာလို့မလို့လဲဗျ။ဟာကွာဘာလို့ရမှာလဲကွ။မကောင်းတဲ့အစီရင်တွေကိုမြှုပ်ဖို့စီရင်ဖို့ပေါ့ကွာ။ပြီးတော့အရင်ကလို့တိုးရုပ်ကြီးလည်းယူလာသေးတယ်ကွ။အယုတ်ကြီးကမဲတူးနေတာပဲကွာ။လက်သေးရှိဝင်နဲ့အဆွဲကြီးတွေနဲ့ကွ။အနက်ခင်းမျက်နှာနဲ့တင်တော်တော်ကြောက်ဖို့ကောင်းတယ်လို့ငါ့ကိုပြောတယ်ကွ။ခမရဒါကိုဘလို့သိရလဲ။ဘလို့သိရမှာလဲဟာ။အခုဘောလုံးအသင်းထဲမှာငါမိမရဲ့မောင်အရင်ငါရောက်ဖအငယ်ဆုံးတယောက်ပါတယ်လေကွာသူတို့ချင်းချင်းတိုက်မိနေတာကိုငါကြားတာနဲ့မင်းကိုပြောမယ်ဆိုပြီးတော့စောင့်နေတာပဲဟဲ့အဲ့ဒါမင်းတို့လည်းတခုခုလောက်ထားနော်ကဲငါသွားပြီငါကြာကြီးပြောက်နေတာကိုလူတွေတတိထားမိသွားရင်မကောင်းဘူးကွကိုကျော်ဟိုကအကျော်တော်မစားနိုင်မင်းနဲ့ဆိုင်ထဲကနေထားလက်သွားပါရောဗျာကျုပ်လည်းအကျော်မယူတော့ပဲဆိုင်ထဲကနေပြန်ထွက်ခဲ့တယ်ဒီအကြောင်းတွေကိုဥပဒါကိုသွားပြောမှဖြစ်မှာဗျဒါနဲ့ကွင်းထဲကိုဝင်ပြီးဥပဒါကိုရှာရတာပေါ့ဗျာကျတို့လိုဘောလုံးကစားသမားတွေကအထိုးခွင့်ရရတယ်ဗျအဲ့ဒါကတော့တက်သားနဲ့စောက်ထားတဲ့ပွဲကြည့်စင်ကြီးအပေါ်ကနေကြည့်လို့ရတာပါပဲကျန်တဲ့လူတွေကတော့ဘောလုံးကွင်းပေးရနေပဲမတ်တက်ရက်ပြီးအားပေးရတာပေါ့ဗျာပွဲကြည့်စင်ပေါ်တက်ပြီးဥပဒါကိုလိုက်ရှာပေးမယ်လုံးဝမတွေ့ဘူးဗျကွင်းထဲလေလူတွေပြည့်နေတာဆိုတော့ဥပဒါတယောက်ဘယ်ရောက်နေမှမသိပါဘူးတရက်ချင်းကွင်းထဲကိုကြုံလှမ်းကြည့်မိလိုက်တယ်အပေါ်ကစပို့ရှပ်ဝတ်ထားပြီးတော့အောက်ကဘောင်းမီရှည်ဝတ်ထားတဲ့လူကြီးတယောက်ကကွင်းဘေးနားကနေကြည့်ပြီးလက်ညှိုးတထိုးထိုးနဲ့အော်ဟစ်အမိတ်ပေးနေတယ်ဗျဒီလူကြီးကိုကြုံမမြင်ဘူးပါဘူးဗျာတေချာတာကတော့ကိုကျော်ဟိုးပြောတဲ့အောက်လန်းဆရာကြီးဆိုတာပဲဖြစ်မှာဗျသူလက်ညှိုးထိုးနေတာကိုကြည့်ပြီးဘာရင်မဟုတ်ဘဲနဲ့ကြောက်တောင်မှစက်သိန်းတွေချလာတယ်ဗျာဝက်ကစားပြီးနိုင်ဝက်လောက်ရှိတဲ့အခါမြိုင်သားအသိန်းကတော်တော်ခြေပြက်လာတယ်ဗျလောက်ချင်တလို့လောက်ကန်ချင်တလို့ကန်တွေဖြစ်နေတာပဲဗျာပထမပိုင်းပွဲမပြီးခင်မှာပဲမြိုင်သားအသိန်းရဲ့နောက်ခံလူတယောက်ကကိုခေါင်းနဲ့တိုက်ပြီးတွန်းလိုက်ရောဗျမြိုင်သားပရိသတ်တွေဆိုရင်ဆဲလိုက်ကြတာပြောမနေပါနဲ့တော့နောက်တော့ဒုတိယပိုင်းစက္ကန့်တော့လေတော်တော်ခြေပြက်လာတယ်ဗျအဆိုးဆုံးကတော့မြိုင်သားအသိန်းကဘောလုံးပိုင်ဆိုင်မှုများတယ်ဂိုးသွင်းခွင့်နေအများကြီးရတယ်ဆိုပေမဲ့ဂိုးမသွင်းမေဂိုးပေါက်ပြောက်နေရပဲဗျာတမ်းပြည့်ရွာကစားသမားတွေကတော့တခုခုသိတယ်ထင်ပါရဲ့ဗျာအေးလူလူကိုစော့နေတာပါပဲနောက်တော့မြိုင်သားအသိန်းကလူစားလေးတွေဗျအဲ့ဒီမှာအသားဖြူဖြူနဲ့လူတယောက်ဝင်ကန်တော့တာပဲဒီလိုဝင်ပြီးမကြပါဘူးဗျာမြိုင်သားအသိန်းကတမ်းမြင့်အသိန်းကိုတကိုးပြန်သွင်းလိုက်ရောပြုတ်မြို့ကန်တွေဆိုအော်ဟစ်ပြီးတော့အားပေးလိုက်ကြရတာဗျာတမ်းမြင့်ရွာကစားသမားတွေကတော့မျက်နှာတွေပြက်နေတယ်ဗျနောက်10မိနစ်လောက်ကြာတော့ဒီလိုကပဲနောက်ထပ်တကူထပ်သွင်းနေဗျဒီအတိုင်းဆိုရင်တော့ညိုင်သာအတင်းနိုင်လောက်တယ်ဒါပေမဲ့တမ်းမြင့်ရွာငှားထားတဲ့အောက်လန်းဆရာယူတယ်ကြောက်ပါသေးတယ်ကျုပ်ဖြစ်ဘောလုံးပွဲသာကြည့်ရတယ်စိတ်ကတထက်ထက်မှာပဲဗျာဒီလိုကကိုသွင်းပြီးလို့အောင်ပွဲခံပြီးကွင်းလေကိုပြန်ပြေးအလာမှာတော့လိုခြေခောက်လဲတာပါပဲဗျာခြေခောက်လဲတာကလေတော်တော်ဆိုးတယ်ဗျဘယ်ဘက်ခြေထောက်တစ်ခုလုံးကလဲထွက်သွားတာဗျာဆေးဖွဲ့တွေဝင်လာပြီးတော့ဒီလူကိုတဲသွားကြရတယ်သူ့ခြေထောက်ကပြေးဖို့မပြောနဲ့လမ်းတောင်မလျှောက်နိုင်တော့ပဲနာလုံးလို့ခြေထောက်ကိုကန်ပြီးတအားအားနဲ့အော်နေပါရော့ဗျာတော့လိုဖြစ်တယ်ဆိုတော့လေဘသူ့ဟိုမှာဆွဆွဲလို့မရဘူးမဟုတ်လားဒါပေမဲ့ကျုပ်ကတမ်းမြင့်ရွာနီးပြကိုလှမ်းကြည့်တော့အဲ့ဒီလူကြီးကခက်ပြုံးပြုံးနေဗျသူ့အပြုံးကကြောက်စရာကြီးဗျဒုတိယပိုင်းပြီးကန်နေကြတော့မှတမ်းမြင့်ရွာကဂိုးနှလုံးစက်တိုက်သွင်းပြီးတော့နောက်ဆုံးမြိုင်သာအသင်းကိုနိုင်သွားပါလေရောမြိုင်သာအသင်းပရိသတ်တွေဆိုတော်တော်ပွဲစုကုန်လို့မြို့ကန်တွေကထိန်းထားကြရတယ်ဗျပွဲစဉ်တစ်လျှောက်လုံးကစားပုံအကောင်းဆုံးနဲ့နိုင်လာတဲ့အသင်းကအခုမှထွက်ရတယ်ဆိုတော့နှမျောဖို့တော့ကောင်းတာပေါ့ဗျာတစ်ဖက်ကတမ်းမြင့်ရွာအသင်းကိုကြည့်လိုက်တော့လေနိုင်မှန်သိလို့နေမဲဗျတိတ်ပြီးတွန်းတိုက်မကစားကြဘူးကျုပ်တို့အသင်းလောက်တောင်မှခြေရည်မရှိဘူးဆိုတာကျုပ်သိလိုက်ပါတယ်ဒါနဲ့ပွဲပြီးတော့ကျုပ်တို့တဲတဲ့အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာဥပဒါကတော့အိမ်ရှိမှထိုင်ရင်းနဲ့ကိုမြုပ်နေတယ်ဗျအော်ဥပဒါဒီရောက်နေတာကိုကျုပ်ပြလိုက်ရှာလိုက်ရတာဘာဖြစ်လို့လဲကွ
ကျုပ်လည်းဥပဒါဘေးကိုဝင်ထိုင်ရင်းနဲ့ဘေးဘီကိုကြည့်လိုက်တယ်။ကျုပ်တို့တဲတဲ့အိမ်ကလူတွေအိမ်ပြန်သွားနေပုံရတယ်။ကျန်တဲ့သူတွေကလည်းဘောလုံးပွဲကြည့်ပြီးအိမ်ပြန်မှာတနေရာဝင်ပြီးတော့စားတော့နေတဲ့ပုံပဲဗျ။ဥပဒါတိုးရုံဆိုတာဘလို့ရုပ်ကိုခေါ်တာလေဗျ။ဥပဒါကကျုပ်ကိုတော့လှည့်မကြည့်ပဲအောင်လန်းဆရာတွေစုံးတွေကတရေတွေမွေးလေးရှိတယ်မဟုတ်လား။အဲ့ဒီအထင်ကတိုးဆိုတဲ့တရေကတော့ရိုးရိုးတရေတွေနဲ့မတူပဲ။သူကစောပညာတတ်တဲ့ကဝေတကောင်ရဲ့တရေခွန်အောင်နေတဲ့အယုတ်ပေါ့ကွာ။နေပါဦးမင်းကဘေးကကြားလာပြန်တာလေ။ဒါဆိုအဲ့ဒီတိုးရုပ်ကတော်တော်စွမ်းတာပေါ့နော်။အေးပေါ့ကွာတိုးမွေးတဲ့ပညာတရားလေတော်ရုံပညာတက်ရုံနဲ့မရဘူးကွာ။မွေးတဲ့လူပညာနဲ့ရင်တိုးရုပ်ကမွေးတဲ့သူကိုပြန်ပြီးတော့ပြူစားတတ်တယ်ကွာပြီးတော့မွေးတယ်ဆိုတဲ့အတိုင်းပဲထမင်းချိန်တန်းထမင်းဟင်းချိန်တန်းဟင်းကျွေးမွေးပြီးတော့တက်ရှိလူတယောက်လိုမွေးရတယ်ဆိုပဲစွမ်းတာကတော့ကိုမွေးထားတဲ့တိုးကပညာထက်ရင်ထက်သလားစွမ်းတာပေါ့ဒါဆိုရင်တော့ဒီနေ့ကျုပ်တို့ဖလားရနိုင်တော့မယ်မထင်ဘူးဗျကျုပ်ပြောတော့မှဥပဒါကျုပ်ကိုလှည့်ကြည့်ပြီးအဲ့ဒီတိုးနဲ့ဖလားနဲ့ဘာဆိုင်လို့လဲကွာဆိုင်တာပေါ့ဗျာအခုတမ်းမြင့်ရွာတိုးရုပ်တင်လာတယ်ပြောတယ်ကျုပ်တို့နဲ့မကစားခင်ညမှဒီကွင်းထဲကိုဝင်ပြီးတော့တိုးကောင်မြုပ်မယ်လို့သတင်းရထားတယ်ဥပဒါနင်းနေတော့ထိတ်လန့်သွားတဲ့ပုံပဲဗျနေပါဦးမင်းသတင်းရသိစားလို့လားဟုတ်ပါတယ်ဆိုမဗျာကိုကျော်ဟိုးကိုယ်တိုင်လာပြောတာဗျကိုကျော်ဟိုးရောက်ဖအငယ်ဆုံးကအခုဘောလုံးသိန်းနဲ့ပါရီဆိုပဲသူ့စီကနေသတင်းရတာနောက်ပြီးတော့သူပြောပုံရမနေ့ကလည်းကျုပ်တို့အသိရှုံးအောင်လို့တိုးကောင်နေလောက်တယ်လို့ပြောတာပဲဥပဒါကမုတ်စိတ်မွေးတွေကျိုးတို့ကျဲတဲ့ပေါက်နေတဲ့သူ့ရဲ့မေးစိတ်ကိုပတ်သက်နေရင်ဒါဆိုရင်တော့ငါတို့တားမှဖြစ်မယ်ကွလုံးမပြို့အခုပွဲမှာလေသူတို့မဟုတ်တာလောက်ထားတဲ့ဥပဒါမြန်တာအသိကတမ်းမြင့်ရွာအသိထက်10စားလောက်ပို့ပြီးခြေတာတာဗျအခုတော့ရှုံးတာပဲမဟုတ်လားဒီပွဲကိုဥပဒါကိုလိုက်ကြည့်စေချင်တယ်ဗျာနေပါဦးကွတောင်ညိုရွာပညာတဲ့ဆိုတော့ဘယ်သူများလဲကျုပ်လည်းမသိပါဘူးဗျာဘိုက်ပူပူအသားမင်းမင်းနဲ့အသက်50လောက်တော့ရှိမယ်ထင်တာပဲဥပဒါခေါင်းညင်ရင်နဲ့ငါသိပြီဒီကောက်နာမည်ခင်ကြိုင်နေကွတောင်ညိုရွာသားပညာတဲ့ပေါ့ကွာအဲ့ဒီလိုအခုတမ်းမြင့်ရွာနီးပြခန့်ထားတယ်ဗျဘောလူပွဲမစခင်ဆိုတော့မနှက်ပြန်ညပေါ့ကွာဘောလူပွဲမတိုင်ခင်တရက်လောက်နားနေမဟုတ်လားဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲဥပဒါဘယ်လိုလုပ်ရမလဲကွသူတို့ကွင်းထဲမရောက်ခင်ငါတို့ရအောင်တားရမှာပေါ့မနှက်ပြန်ညတော့အားအောင်လှုပ်ထားအလက်ကောင်ရိကျုပ်လေခေါင်းညှိလိုက်တော့တယ်ဗျာဒီနှစ်လေတမ်းမြင့်ရွာပဲရမှာပါဟုတ်ပါကျုပ်တို့မြို့ကန်အတင်းဦးတော်နိုင်နေဆိုတာနဲသလားတော့မြို့ကန်လူတွေကြားထဲမှာဒီတရင်ကရေပန်းစားနေတာပေါ့မနေ့ကလည်းတမ်းမြင့်ရွာပဲရထားတာဆိုတော့ဒီနှစ်လည်းရပြီလို့ထင်သေးပေးကြတာပေါ့တမ်းမြင့်ရွာသားတွေကတော့စောင့်ကြွားကြွားနေညီနဲ့ချီတာမထိဘူးထင်ပါတယ်ဗျာကျုပ်တို့တဲခိုတဲ့အိမ်ရှင်ကကျုပ်တို့အိတ်ခံခြင်းလို့ဆိုပြီးတော့မြို့လေကတရုတ်စားတောက်ဆိုင်မှာလိုက်ကျွေးတယ်ဗျကျုပ်တို့တသိန်းလုံးလေးပျော်ရွှင်ပြီးတော့လာခဲ့တာပေါ့ဗျာမထင်မှတ်ပဲဆိုင်ဝင်ဝါကိုရောက်တော့တမ်းမြင့်ရွာဘောလုံးသမားတွေနဲ့တွားတွေ့တယ်ဗျကျုပ်တို့ဆိုင်ထဲဝင်လာတော့သူတို့ကဆိုင်ထဲမှာထိုင်နှောက်ထိုင်နေပြီဗျကျုပ်တို့ဝင်လာတာတွေ့တော့တမ်းမြင့်ရွာအသင်းကောင်းဆောင်ကထိုင်ကောင်ကနေစက္ကနဲ့ထပြီးတော့တော်ပြီဟဲ့အရှုံးသမားတွေလာပြီငါတို့ကအရှုံးသမားတွေနဲ့အတူတူတော့ထိုင်မစားနိုင်ဘူးကျုပ်လည်းလက်သေးဆုံးလိုက်တယ်သူတို့လူတတိုက်ထွက်သားဖို့လောက်တော့အကိုကြီးကသူတို့ရှိမှပိတ်ရက်ပြီးတော့ဟဲ့ကမင်းဘာစကားပြောတာလဲကွအရှုံးသမားတွေမို့လို့အရှုံးသမားလို့ခေါ်တာလေကွာဘာလဲမင်းကမကြိတ်နဲ့ဘူးလားကိုမြင့်ကထွက်လာပြီးအကိုကြီးရှင်ဘက်ကိုလက်နဲ့ထိန်းနေဗျဒါကိုတမ်းမြင့်ရွာသားတွေကသူတို့အသာရပြီဆိုပြီးတော့မင်းတို့ဈေးကုန်းရွာသားတွေငါတို့ရွာကိုဘယ်တော့မှနိုင်ခဲ့ဘူးလို့လဲကွမနစ်ကလည်းအရှုံးကြီးရှုံးခဲ့တာပဲမဟုတ်လားအခုလဲဘောလူပွဲကိုပင်ပင်ပန်းပန်းကံမနေစမ်းပါနဲ့ကွာအချိန်တန်ရင်မင်းတို့ရှုံးမှာပဲကွဒီဖလားငါတို့အတွက်ပဲအသိန်းကောင်းဆောင်ရဲတော့တသိန်းလုံးကလိုက်ရှိကြတယ်ဗျကျုပ်တို့လေဒေါသတွေထွက်လိုက်တာပြောမနေပါနဲ့တော့ဗျာဟေ့မ
မင်းတို့အရှုံးသမားတွေဆိုင်ထဲကမြင်မြန်ထွက်သွားကြစမ်းကွာဒီလိုဆိုင်ကမင်းတို့လိုအရှုံးသမားတွေနဲ့တန်းလို့လားကွာကိုအဆင့်ကိုသိပြီးလမ်းဘေးတစ်ပင်ရောက်ကဆိုင်မှာသွားကြစမ်းပါကျုပ်ပြောတော့အသေးကောက်ဆောင်ကရှူရှူရှဲရှဲဖြစ်သွားတယ်ခွေးကမင်းမပြောရလေဟုတ်တယ်လေဗျာရှုံးတဲ့လူကထွက်ရတာထုံးစံပဲအခုလေခမ ्या တို့ထွက်တော့မယ်ဆိုတော့ခမ ्या တို့ရှုံးပြီပေါ့မဟုတ်ဘူးလားပြီးတော့လေပြောလိုက်ပါဦးမေဗျာ10နှစ်စတိုက်ကျင်းပလာတဲ့ပြိုင်ပွဲမှာခမ ्या တို့ရွာကဖလားတစ်ခါပဲရဖို့သေးတာပါဗျတနေ့လောက်ရဖို့ရနေနှစ်တိုင်းရမယ်လို့ထင်နေရင်မှားမှာပေါ့အသေးကောင်းဆောင်ကဒေါသထွက်ထွက်နဲ့အေးအဲ့ဒီဖလားဟိုတာမှမင်းတို့တစ်နှစ်လောက်ရဘူးလို့လားကွာရတော့မှာပါဗျာစောင့်ကြည့်လိုက်စမ်းပါဒီနှစ်တော့မြိုင်သာဖလားကိုကျုပ်တို့ရွာရောက်တည်သွားမှာပါဗျအေးပါငါတို့စောင့်ကြည့်နေပါမယ်ကွာအသိန်းကောင်းဆောင်ကသူတို့မှဝက်ဖဲရှိတဲ့ပုံစံမျိုးနဲ့ကျုပ်တို့ကိုမခံလေးစားလုပ်ပြီးထွက်သွားပါရောဗျာကိုမြတ်ကကြုံနာကတ်လာပြီးတော့ဒီကောင်တွေကတိတ်တီချနေပါလားကွာဒီတိုင်းဆိုရင်နှစ်နှစ်ကလို့ကလင်ကကြစ်ကြပြီးအောက်လန်းနေနဲ့လုပ်ရင်ဘယ်လိုလုပ်ကြမလဲမပူပါနဲ့ဗျာကျုပ်တို့ဘက်မှာဥပဒါရှိပါရဲ့ဗျခင်ဗျားတို့စိတ်မပူပါနဲ့ဒီလိုနဲ့ညဘက်ကိုရောက်လာခဲ့တာပေါ့ဗျာညနေဆောင်ပြီးမကြခင်မှာပဲဥပဒါကျုပ်ကိုခေါ်တယ်အလက်ကောင်ကြီး6နာရီထိုးပြီဆိုတော့သွားကြစို့ဟိမစောလုံးလားဗျကျုပ်ထင်ဒီလိုတွေညတကောင်လောက်မှသွားမယ်ထင်တာပဲဥပဒါခေါင်းခိုင်ရင်းနဲ့မဟုတ်ဘူးကွတိုးရုပ်ဆိုတာကည9နာရီမှာမြုပ်နှံပြီးစီရင်ရတယ်ကွအခု6နာရီထိုးပြီဆိုတော့ငါတို့လမ်းလျှောက်မှနဲ့ဗာနဲ့ဆိုရင်6နာရီ15လောက်ဆိုရင်ကွင်းနာရောက်ပြီဒီကောင်တွေလာမယ့်အချိန်ကိုအသာဆောင်တာပေါ့ကွာဒါနဲ့ကျုံနဲ့ဥပဒါလေးအဝိတ္တထဲကိုတခုနဲ့ထွက်ခဲ့ကြပါရောဗျာဘောလုံးကွင်းနားမှာတော့လူကရှင်းနေပြီဗျဘောလုံးကွင်းကမြို့စွန်နားမှာရှိတာကိုဗျတောမျိုးကကွင်းဆိုတော့လေခြံစည်းရိုးတွေဘာတွေမခတ်ထားပါဘူးတန်စီကျိုးတွေပတ်လေကထားရုံပါကျုံနဲ့ဥပဒါလေးကွင်းပေးမြတ်တော်ရကနေပုံအောင်လာရင်းနဲ့အခြေအနေကိုကြည့်နေတယ်ဘောလုံးကွင်းပေးနားမှာတထိုင်အိမ်ကလေးတစ်လုံးရှိပြီးတော့အဲ့ဒီမှာဘောလုံးကွင်းဆောင်မိသားစုတွေနေထိုင်ကြရဗျဥပဒါကတန်ဆူကျိုးကိုအသာဟပြီးတော့ကျုပ်လည်းတိုးခဲ့ရတာပေါ့ဗျာကွင်းနဲ့ရောက်တော့ပွဲကြည့်စင်ကြီးအနောက်နားမှာပုံအောင်နေလိုက်ကြတာပေါ့9နာရီတောင်မထိုးသေးဘူးဒါပေမဲ့အမောင်တို့ကဖုံးလာပြီဗျနောက်တော့ဘောလုံးကွင်းတကားအနားမှာမီးရောင်ကလေးတလက်လက်တွေ့ရနဲ့ကျုပ်တို့လည်းပုံအောင်နေလိုက်ကြတာပေါ့ဗျာထင်းတဲ့အတိုင်းပါပဲဗျာဘောလုံးကွင်းဆောင်ကအရှိအဝင်လာပြီးတော့အနောက်ကနေအသိန်းကောင်းဆောင်ထွန်းတင်ရဲ့နောက်ပြီးတော့ခင်ကြိုင်ဆိုတဲ့အောင်လန်းဆရာကြီးရဲ့ရောက်လာပါရောသူတို့လက်ထဲမှာလေဂုံရိတ်တလုံးကိုကင်ထားသေးတယ်ဗျထွန်းတင်ကအိတ်ထရပတ်စံတွေထုတ်ပြလိုက်တော့ကွင်းဆောင်ကပြန်ထွက်သွားပါရောဗျာသူတို့နှစ်ယောက်လေကွင်းလေလောက်ကိုရောက်လာကြတယ်ကျုံနဲ့ဥပဒါကပွဲကြည့်စင်ပေါ်ဟာဆိုတော့ဒီလူတွေလောက်သမျှကိုအတိုင်းသားမြင်တွေ့နေရတာပေါ့ကွင်းလေရောက်တော့ထွန်းတင်ကဂုံရိတ်ထဲကပေါက်ပြားထုတ်လေးတစ်လက်ကိုထုတ်လိုက်တယ်ဗျပြီးတာနဲ့ကွင်းလေကောင်ကိုတူရတာပဲဗျတူလို့တော်တော်ရောက်တော့ဥပဒါကျုပ်ကိုလက်ကုပ်ပြီးကွင်းနဲ့ဆင်းသွားတာနဲ့သူ့နောက်ကလိုက်ခဲ့ပါရောဟိုလိုနှစ်ယောက်ကသူ့အယုံနဲ့သူဆိုတော့ကျုပ်တို့လာတာကိုတတိထားမိပုံမရဘူးဗျတော်ပြီဟေးထွန်းတင်ဥခင်ကြိုင်ကပြောဆိုပြီးတော့ဂုံရိတ်ထက်ကတိုးရုပ်ကိုဆွဲထုတ်တယ်ဗျတိုးရုပ်က2000လောက်ရှိတယ်ဗျကိုကျော်ဟိုပြောတဲ့အတိုင်းလက်သေးရှိရှိကြီးတွေနဲ့မိသွေးထုံးကြီးလိုမဲတူးနေတာပါပဲဗျမျက်လုံးနှလုံးကတော့ဖြူဖြူကြီးနဲ့အပြုတ်သားဗျဟဲ့လူတွေခမရတို့ဘာတွေတူးနေကြရလဲရွှေတွေငွေတွေကဒီပေါ်လုံးခွင်းနဲ့ရှိမလားဗျဥပဒါအော်ရင်းနဲ့အရှိတိုးသွားတော့ဒီလိုနှစ်ယောက်ကဥပဒါနဲ့ကျုပ်ကိုတအံ့တော်နဲ့ကြည့်နေကြပါရောခမရတို့ဘာလာလောက်တာလဲအောင်မဒီမေကုန်းကိုငါတို့ကမေးရမှာကွာမင်းတို့နှစ်ယောက်ကွင်းလေကောင်နဲ့ဘာလုပ်နေကြတာတော့ကွာသူတို့ဘာမှမပြောနိုင်တော့ဘူးပေါ့ဗျာဥခင်ကျိုင်ကသူ့လက်ထဲကင်ထားတဲ့တိုးရုပ်ရဲ့ကြောကိုလက်နဲ့တပုံပုံပုတ်ပြီးတော့တိုးကောင်ကြီးဒီလိုနှစ်ယောက်ကိုရှင်းဟိပြီးရင်တခါတည်းအစားဖြောက်လိုက်စမ်းကွာသူ့လက်နဲ့ပုတ်ပြီးမကြပါဘူးတိုးကောင်ကတဖြည်းဖြည်းကြီးလာတယ်ဗျပြီးတော့
လူတယောက်ရွယ်ဖြစ်လာတယ်။သူ့လက်သေးရှေ့ကြီးတွေကိုတဝင်းဝင်းနဲ့လှုပ်ပြီးဥပဒါစီကိုပြေးသွားပါရောဗျာ။ဥပဒါအနားရောက်တော့တိုးကောင်ရဲ့ရှင်ဝါကိုလက်ဝါးနဲ့ဆောင်းတွန်းထည့်လိုက်တာ။တိုးကောင်ကဟိုးနောက်ကိုအတောင်20လောက်တွင်းထွက်သွားပါရော။ထွန်းတရားအံ့ဩသွားသလိုဥခင်ကြိုင်ရလေကျုပ်တို့ကိုကြည့်ရင်နဲ့အော်လက်ဆက်သက်တော့မင်းတို့ကလေပညာသည်တွေကိုကွာဥပဒါခါထောက်ရင်းနဲ့လောကမှာမင်းတယောက်တည်းဒီပညာတွေကိုတတ်တာမဟုတ်ပါဘူးခင်ကြိုင်ရအလိုဗျခမရကျုပ်နာမည်ကိုတော့သိနေပါရောလားတိုးကောင်ကြီးလှောက်ဆန်းကွာဒီလူကအလားသားပဲသူ့ကိုဖမ်းပြီးတိုးကောင်လှုပ်ပစ်မယ်မင်းသူ့ကိုဖမ်းပေးနိုင်ရင်မင်းကိုလှုပ်ပေးမယ်တရေရလေပေါ်ကနေပြန်တက်လာပါရောဗျာပြီးတော့ဥပဒါနားကိုရောက်တော့သူ့ပါဆက်ကြီးဟပြီးတော့စိတ်ဖက်ဖက်အယောင်ရှိတဲ့မီးလုံးတွေကိုကျဲချလိုက်ပါရောစိတ်ဖက်ဖက်မီးလုံးတွေကလေမာခဏဝဲနေပြီးတော့ဥပဒါစီကိုပြေးဝင်လာပါရောဗျာဥပဒါဟိတ်ခနဲ့អော်လိုက်ပြီးတော့သူ့စီပြေးဝင်လာတဲ့စိတ်ဖက်ဖက်အလင်းလုံးတွေကိုလက်နဲ့ဆုပ်ဆုပ်ပြီးတော့ဖမ်းနေကြလူကောင်းလောက်ရှိတဲ့အလင်းလုံးကြီးတွေကဥပဒါလက်ထင်းရောက်တော့ပိုးဆုံးကျလောက်အရွယ်သေးသေးကလေးတွေဖြစ်သွားတယ်။ဥခင်ကြိုင်ရလေဖြူဖြူအပြားလေးတွေကိုမြေကြီးပေါ်ကိုပြစ်ချတယ်ဗျ။အပြားလေးတွေမြေပေါ်ရောက်တော့အပြားရောင်လဲလဲကလေးလင်းလာတယ်။ဟဟခမည်းဘလောက်ဆွမ်းဆွမ်းကျဲခုနှစ်လုံးအစွမ်းကိုမဖောက်နိုင်ပါဘူးဗျာ။သူပြောတာမှန်နေဗျ။ဥပဒါကတစ်ချက်ညင်ကြသွားတယ်။ဒီတော့မှဥခင်ကြိုင်ရအိတ်ထဲကစာရွက်အနီတစ်ရွက်ကိုထုတ်လိုက်ပြီးဟာတာတိုးဖန်းနဲ့အင်းမယ်ခမည်းကြီးသိပြီးတော့ကျုပ်ရဲ့တိုးကောင်ထဲမှာနေရမယ်ဗျအဲ့ဒီလိုပြောပြီးတော့ဥပဒါစီကိုပြေးဝင်ပြီးဥပဒါမျက်နှာမှာတိုးဖန်းအင်းကိုကတ်ထလိုက်တာပဲဗျကျုပ်ဖြစ်တော်တော်စိတ်ပူသွားတာဗျအင်းနဲ့ကတ်လိုက်တော့ဥပဒါကကြောက်ရွံ့ကြီးလိုတောင်းတောင်းကြီးဖြစ်သွားတယ်ဒီတော့မှဥခင်ဆိုင်ကသူ့ငယ်တိတ်ပေါ်ကိုစမ်းပြီးတော့အက်တချောင်းကိုထုတ်လိုက်တယ်အက်ကဖြာချုပ်တဲ့အက်လိုအရှိကြီးပဲဗျအဲ့ဒီအက်ကိုထုတ်ပြီးတော့ဥပဒါစီကိုတလန်းချင်းစီကတ်သွားပြီးဥပဒါရဲ့ငယ်ထိတ်ကိုအဲ့နဲ့ထိုးဆိုင်ဖို့ပြင်လိုက်ပါရောဗျာဒီအချိန်မဲ့ဥပဒါကသူ့မျက်နှာမှာကတ်နေတဲ့အင်းကိုပါးစပ်နဲ့ကိုက်ပြီးဝါးစားလိုက်ပါရောဥခင်ကြိုင်ခမအက်ကြီးကင်ပြီးတော့ကြောင်စီစီဖြစ်နေတယ်ဗျဘာလို့လဲခင်ကြိုင်ရတိုးဖန်းတဲ့အင်းကိုဝါးစားလိုက်တော့မင်းဖမ်းရစီရတာပို့ပြီးတော့လွယ်မသွားဘူးလားကွဥခင်ကြိုင်အံ့ဩနေတဲ့အချိန်မှာပဲဥပဒါကဥခင်ကြိုင်ရဲ့အက်ကင်ထားတဲ့လက်ကိုစုပ်ကင်ပြီးဖမ်းလိုက်တယ်ဗျပြီးတော့နောက်လက်တစ်ဖက်နဲ့အက်ကိုဆွဲယူလိုက်တာပါပဲဥခင်ကြိုင်နှစ်ဖူးမှာဇောချွရီပြန်လာတယ်ဗျပြီးတော့မလောက်ပါနဲ့ဆရာကြီးအဲ့ဒီလိုမလောက်ပါနဲ့ဥပဒါကအက်ကိုလက်နှစ်ဖက်နဲ့ကင်ပြီးထောက်ကနေချုံလိုက်တော့အက်ကနှစ်ပိုင်းကျိုးသွားတယ်ဗျဒီတော့မှမိုးပေါ်ပြန်နေတဲ့တိုးကောင်ကြီးကအောက်ကိုပြုတ်ကျသွားတော့တယ်မြေပေါ်ရောက်တော့တဖြည်းဖြည်းသေးသွားပြီးငကိုမူလအတိုင်းတိုးကောင်အရွယ်အစားဖြစ်သွားတော့တယ်ဗျာမင်းကငါ့ကိုများတိုးဖမ်းချင်သေးရဲ့လားဥခင်ကြိုင်ကသူ့တိုးကောင်ရုပ်ကိုနှမျောပေးကြည့်နေရင်နဲ့ကုန်ပါပြီဒီတိုးကောင်ရဖို့ကျုပ်ဘလောက်စူးစမ်းခဲ့ရတယ်ဆိုတာခမည်းသိလားမင်းလောက်ရအတွက်မင်းပြန်ခံရတာပဲခင်ကြိုင်ခမည်းကိုကြောက်တတ်မယ်မင်းမတတ်နဲ့ခင်ကြိုင်မင်းရွာကိုမင်းပြန်ပြီးတာရင်ဘသူလဲဆိုတာမင်းအမေကိုအရင်မေးကြည့်စမ်းပါကွာဒီတန်းကြတော့မှဥခင်ကြိုင်ကမျက်လုံးကြီးပြုတ်ပြီးဥပဒါကိုလက်ညှိုးထိုးကတာရင်ဆိုတာခမည်းလားတေးကြတာပေါ့ကွာငါ့ကိုမင်းအစင်လောက်မပြောနဲ့ဝမ်းတွင်းပါပညာတတ်တဲ့မင်းအမေတောင်မှမနိုင်ဘူးကွာဥခင်ကြိုင်ကတော်တော်ထိတ်လန့်နေတယ်ကဲငါ့ကိုလာတတ်မယ်ဆိုကွာလာစမ်းပါကွာဥခင်ကြိုင်ကခေါင်းကိုတွတ်ခါအောင်ခံရပြီးတော့လက်အုပ်ချပြီးတော့ပါတော့မယ်ဆရာကြီးကြုံမားတာရှင်ခွင့်လွတ်ပါဥပဒါခေါင်းညစ်ရင်းနဲ့အေးတော့အားကစားဆိုတာတန်တန်ရှင်းရှင်းပြကြရတယ်ကွာနောက်ဆိုရင်ဒီလိုကိစ္စတွေတည်းမင်းဝင်မပါနဲ့တော့ကြားပြီလားဥခင်ကြိုင်ကပြေးဖို့လုပ်နေတဲ့အချိန်နေအောင်မင်းလိုကိုလည်းခေါ်သွားအောင်လေဥခင်ကြိုင်ကကိုထိုးတင်လက်ကိုဆွဲပြီးတော့ကွင်းထဲကနေဆွဲခေါ်ပြီးထွက်ပြေးကြပါရောဗျာကျုံနဲ့ဥပဒါကတော့ကွင်းထဲမှာရှိပြီးတော့ကြံနေခဲ့တာပေါ့သူတို့ကြကြံခဲ့တဲ့တိုးရုပ်ကိုကျုပ်ကသွားကြည့်ရင်းနဲ့
ဒီရုပ်ကတော်တော်ရုပ်ဆိုးတာပဲဗျာဥပဒါတိုးရုပ်ကိုလက်ညှိုးထိုးလိုက်တော့တိုးရုပ်ကဟုံးကနေမိထတောက်ပြီးတော့မျက်စိရှိရင်ပဲပြဖြစ်သွားပါရောဥပဒါကျုပ်ကိုကြည့်ပြီးတော့ကဲအလက်ကငါတာဝန်ရတော့ပြီးသွားပြီနော်နိုင်အောင်ကန်ရမှာတော့မင်းတို့တာဝန်ပဲကျုပ်လည်းခေါင်းညင်ရင်းနဲ့စိတ်ချစမ်းပါဗျာလို့ပြန်ပြောလိုက်တော့တယ်ဒါနဲ့ပဲအဲ့ဒီနှစ်ကညိုင်တာဖလားကိုကျုပ်တို့ရွာရခဲ့တာပေါ့ဗျာမကောင်းတဲ့ပညာအားကိုးပြီးတော့စူးစမ်းမှုမရှိတဲ့တန်းမြင့်ရွာအသင်းကိုကျုပ်တို့ကလေးကိုမရှိနဲ့နိုင်ခဲ့ပါရောဗျာကျုပ်တို့ဖြစ်ပျော်လိုက်တာပြောမနေပါနဲ့တော့ဖလားကြီးကင်ပြီးတော့လေတန်းကြီးနဲ့ရွာကိုပြန်ခဲ့တာပေါ့ရွာရောက်တော့ဖလားကိုကျုပ်တို့ရင်ကိုတင်လာခဲ့တယ်ရွာသားတွေဆိုပျော်လိုက်တာပြောမနေပါနဲ့တော့ဗျာအဖေဆိုရင်လေပြုံးလို့ဖြီးလို့ဗျဖလားနဲ့အတူတူရောက်လာတာကတော့ကြုံမရှိပါပဲဖလားကျေးဇူးကြောင့်အကိုကြီးတို့မိသားစုလည်းပြန်ပေါင်းဖတ်နိုင်ခဲ့တယ်ကျုပ်လည်းထိတ်တုံးချုပ်ရဲ့ကျန်တာကနေလွတ်ခဲ့တယ်ပေါ့ဗျာအိမ်ကိုရောက်ပြီးမကြပါဘူးဦးတယောက်ကြီးကအပြေးအလွှားနဲ့ရောက်ချလာတယ်ကဲတို့ရွာကိုဖလားရအောင်လို့စွမ်းဆောင်ပြီးတဲ့ဘောလုံးသမားတွေအတွက်ငါ့အိမ်မှာစားပွဲတောက်ပွဲပြင်ထားတယ်မင်းတို့ဘိုက်တွေကောင်းအောင်သာစားကွာပြီးတော့လူမန်းသူမန်းမသိအောင်တောက်ကြစမ်းဟုတ်ပြီလားကျုပ်တို့လူဆိုလေဟေကနေអော်လိုက်ပြီးတော့ဦးတယောက်ကြီးအိမ်ကိုမြင်မြင်ရအောင်လို့အပြေးတစ်ပိုင်းနဲ့ပြေးထွက်ခဲ့ကြပါရောဗျာဟုတ်ကဲ့ပါပရိသတ်ကြီးအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူအခါစော်ရေးသားတဲ့စုံထီချီဥပဒါနဲ့မြိုင်းသားချန်ပီယံရှယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးသေးတွေတင်လာသိရှိစေဖို့အတွက်ဘေးနားက notification လေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်